I appreciate that. And I appreciate being here with you guys again today. Amen. I'm sorry. ဒီမှာတွေ့ရတာဝမ်းသာပါတယ်ဒီမှာရှိရတာအားလုံးနဲ့တွေ့ရတာဝမ်းသာပါတယ် I feel like I'm kind of coming home because we've been here a few times recently and we feel connected with this church. ဒီကိုလာရတာတော့အိမ်ပြန်လာရတယ်လို့ပါပဲတဲ့ဒီမှာလူတွေနဲ့ခဏခဏတွေ့နေရတော့ဗောနော်ဒီမှာလူတွေနဲ့လည်း connected ဆိုတာစိတ်ချင်းဆက်နေတာတော့မဟုတ်ပေမဲ့ဗောနော်အမြဲတမ်းထိတွေ့နေတဲ့အခါမှာရင်းနှီးနေတဲ့အတွက်ကြောင့်မလို့အိမ်ပြန်လာရတယ်လို့ပါပဲတဲ့ And my wife and Lisa and I both love your pastors, John and Crucy. They're wonderful people. ဆရာမလီဆာနဲ့ကျွန်တော်လည်းတဲ့ Pastor John နဲ့ဆရာမ Cruzy ကိုအရန်ချစ်ပါတယ်တဲ့ How about us? How about us? Do you love us? Yeah, there you go. Well, God was putting an amen on that, I think, to say that they're wonderful people. See, he's doing it again. ဖျားခင်ကားတဲ့ဒီမှာပေါ့နော်ဒီဟာကိုပြောဖို့ I think that microphones are not very good instead of holding the bottom. Hold it up high. Okay. The engineer said you hold Oh, took up on the bat. All right, I can do that. Okay, here we go. And but I've said this before. I love Myanmar. I love your country. Been there about 8 different times in the past, and beautiful place. မြန်မာပြည်နဲ့မြန်မာလူမျိုးတွေကိုချစ်ပါတယ်တဲ့ကျွန်တော်မြန်မာပြည်ကိုမကြာခဏအရင်တော့ကပေါ့နော်ခဏခဏရောက်ဖူးတယ်အဲ့ဒါကြောင့်မလို့ချစ်ပါတယ်တဲ့ဆောနာ sorry it was distracted ဆောနာဆရာနဲ့ဆရာမကိုအရန်ချစ်တယ်ပေါ့နော်ဖျားခင်အဲ့ဒါကျွန်တော်ပြောခိုင်းတယ်စိတ်ထဲမှာပေါ့နော် thank you And I've been to Myitkyina, your homes where many of you are from in that area. ကျွန်တော်မြစ်ကျနာကိုရောက်ဖူးပါတယ်ဒီကလူတော်တော်များများမြစ်ကျနာကဟုတ်မယ်လို့ယုံကြည်ပါတယ် And I had an incredible experience happen to me in Myitkyina. အရန်ထူးဆန်းတဲ့အဖြစ်ခဲ့ပါတယ်တဲ့မြစ်ကျနာမှာရောက်တော့ There's been about 3 times in my life where I felt like I had a dream from God. ကျွန်တော်ဘဝမှာပေါ့နော်ဒီဖျားခင်စီကအိမ်မက်ရတာ3ခါရခဲ့ဖူးတယ် And one of those was in Myitkyina. အဲ့ဒီထဲကတစ်ခုကတော့မြစ်ကျနာမှာဖြစ်ပါတယ် Maybe it's because I'm close to heaven there and God was speaking to me. Yes မြစ်ကျနာတော့တဲ့ဖျားဟိုကောင်းကင်နဲ့ပုံများနီးသလားမသိဘူးတဲ့ဒါကြောင့်မလို့ကျွန်တော်ဒီအိမ်မက်ရတာဖြစ်နိုင်ပါတယ်တဲ့ So your Kachin State, your city Myitkyina has a special place in my heart. ဒါကြောင့်မလို့မြစ်ကျနာကတဲ့ကျွန်တော်နှလုံးသားထဲမှာတော့အထူးနေရာတစ်ခုဖြစ်ပါတယ် And Pastor John pretty much took my message today. He preached it. တကယ်တော့တဲ့ဆရာကျော်ကဆောနာပြောတာတွေကတဲ့ကျွန်တော်ရဲ့ message ထဲကဘိုင်းဒေတာတွေဖြစ်တယ်တဲ့ And so I just want to go from the basic the foundation that he laid and build on that this morning. ဆောနာဘောနော်ဆရာပြောထားတဲ့အပေါ်မှာပဲအမှုဒီမှာကျွန်တော်ဆက်ပြောမယ်တဲ့ကျွန်တော်ပြောချင်တဲ့ခေါင်းစဉ်အဲ့ဒါဖြစ်နေတယ် Did you all receive the PowerPoint that I sent? Okay. All right, you got it. Okay. Okay, go ahead and go to the next next slide. ကိုတော့ပါ Okay. All right. Well, let me just start with this today. You know, back in the day before electricity was in homes. အရင်တော့ဒီလက်စင်မီးမရှိတော့ပါနော် People use oil lamps to see at night. လူတွေကဟိုလက်စင်ဘာလဲရေနံစီမင်းတုံးခဲ့ကြတယ် And many of the oil lamps were beautiful. They had wicks in them, and some of them were kind of common. They weren't real fancy, but there were all different types of them. နောက်တချို့ကလာလာပပလေးပေါ့နော်တချို့ကပုံမှန်ပေါ့နော်အဲ့ဒီထဲမှာရေနံစီပါမယ်ပြီးရင်အဲ့ဒီဖျောင်းပေါ့နော်မီးရှို့တဲ့ဖျောင်းတိုက်ပါမယ်ဖျောင်းတော့မဟုတ်ပါလဲမသိအဲ့ဒီအတန်တစ်ခုမီးဆန်ပေါ့နော်ပါမယ်မီးစာပေါ့နော် sorry မီးစာမသုံးတာကြာပြီဆိုတော့ And without any oil in the lamp, they couldn't shine any light. အဲ့ဒီထဲကစီကားတဲ့မီးတောက်တာမဟုတ်ဘူး Imagine a home that had a lamp, but it was dark. It wasn't shining. တကယ်လို့စဉ်းစားကြည့်ပါတယ်အခန်းတစ်ခုကမောင်းနေတယ်အဲ့မှာအလင်းမရှိဘူးဆိုရင် And you can look at it and think, why is it not shining? ဆိုတော့ခင်ဗျားကြည့်လိုက်တဲ့ခင်မှာဘာဖြစ်လို့အယောင်တွေဟိုလည်းမတောက်နေရလေးပေါ့နော် You might think, well, it's not broken. အမှန်တော့ဒါပြက်နေတာတော့မဟုတ်ဘူးပေါ့နော် And the wick is there. အဲ့မှာမီးစာတော့ရှိနေမီးစာတော့ရှိနေတယ် But there was no oil. And because there was no oil, there's no light. တကယ်လို့အဲ့ထဲမှာစီမရှိစင်တော့ဒါတော့မီးတောက်လာမှာမဟုတ်ဘူးပေါ့နော်
The lamp looks fine, but it can't shine because it doesn't have power. နော်ဒီ lamp ကတော့ကြည့်ရတာအဆင်ပြေတယ်ပြက်တဲ့ပုံနဲ့မပေါ်ဘူးမီးစာလည်းရှိတယ်ဒါပေမဲ့ရေနံစီအထက်မှာမရှိတော့အလင်းလေးမှာမဟုတ်ဘူး In the same way, many believers have a form of godliness. They look really good on the outside, but there's no power on the inside. ဒါကြောင့်မလို့လေကျွန်တော်ယုံကြည်သူတော်တော်များများကအဲ့လိုပါပဲနဲ့ကြီးလိုက်ရင်တော့တဲ့ဖခင်ယုံကြည်သူပုံစံပေါ့နော်ပေါက်တယ်ဒါပေမဲ့အထက်မှာတန်ရှင်တော်ဝိညာဉ်တော်အဲ့ဒီစီမရှိရင်တော့ power မရှိဘူးတကိုးမရှိဘူးပေါ့ power ဆိုတော့တကိုးပေါ့ဗမာလို့ We have the Bible. ကျွန်တော်စီမှာကျမ်းစာအုပ်ရှိတယ် We have a lot of knowledge. ကျွန်တော်စီမှာအဲ့ဒါနဲ့ပတ်သက်ပြီးမှအသိတရားတွေကျမ်းစာအသိတရားတွေအများကြီးရှိတယ် We have all the beautiful songs. ကျွန်တော်စီမှာ Christian worship တခြင်းတွေလည်းအများကြီးလာပါတဲ့တခြင်းတွေအများကြီးရှိတယ် But we're lacking the oil. ဒါပေမဲ့ငါတို့ကအဲ့ဒီစီမရှိဘူးဖြစ်နေတယ် We don't have the power. အဲ့ဒါဆိုငါတို့စီမှာတကိုးမရှိဘူး And the Holy Spirit is the oil. ဒါကြောင့်မလို့တန်ရှင်တော်ဝိညာဉ်တော်ကအဲ့ဒီစီဖြစ်ပါတယ် And Jesus said that the Holy Spirit is our helper. ဒါကြောင့်မလို့ကျမ်းစာထဲမှာယေရှုကပြောထားတယ်တန်ရှင်တော်ဝိညာဉ်တော်ဆိုတာကျွန်တော်တို့ကိုကူမဖို့အကူဖြစ်တယ် When we forget Him, ငါတို့သူ့ကိုမေ့ရတဲ့အခါမှာ when we don't depend on Him, ငါတို့သူ့ကိုအမိမပြုတ်တဲ့အခါမှာ we're like a lamp without oil. ဒါဆိုငါတို့ကဘာနဲ့တူလဲဆိုတော့အဲ့ဒီမီးအိမ်ကစီမရှိတဲ့မီးအိမ်နဲ့တူတယ် The Holy Spirit is not a decoration or a beautiful lamp to look at. အမှန်တော့ဒီလက်ရဲ့အဓိကရည်ရွယ်ချက်ကတဲ့ဟိုကြည်ကောင်းအောင်အလားဆင်ထားဖို့မဟုတ်ဘူး But He's the power that we need to tap into every day. အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တကိုးထုတ်လုံးဖို့နေရာဖြစ်တယ်အဲ့ဒီမီးအိမ်က So today we're going to look at the Holy Spirit, the forgotten helper. ဒါကြောင့်မလို့ငါတို့ဒီနေ့ခေါင်းစဉ်ကတော့တဲ့တန်ရှင်တော်ဝိညာဉ်တော်မေ့လျော့နေတဲ့ကူညီတော်သူကူမတော်သူနှစ်သိမ့်တော်သူ Because in our contemporary world, we have often forgotten about the Holy Spirit. ငါတို့ဒီအမြဲတမ်းမြင်မြင်ဆန်ဆန်ဖြစ်ပျက်နေတဲ့ဒီလောကကြီးထဲမှာငါတို့တန်ရှင်တော်ဝိညာဉ်တော်မေ့လျော့နေတယ် He's the third person of the Trinity. သူကတော့တတိယပုဂ္ဂိုလ်ဖြစ်တယ်သုံးပါးထဲတတိယပုဂ္ဂိုလ်ဖြစ်တယ် And we need to have a relationship with the Holy Spirit. ငါတို့တန်ရှင်တော်ဝိညာဉ်တော်နဲ့ပေါ့နော်မိတ္တာဟာရရှိဖို့လိုတယ် Because this is a spirit-filled church, you probably talk about the Holy Spirit more than a lot of churches do. ဒီဟာတဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်နဲ့ပြေဝတဲ့အတင်းတော်ဖြစ်တယ်ပြီးရင်တန်ရှင်တော်ဝိညာဉ်တော်နဲ့ပတ်သက်ပြီးမှအများကြီးပြောတဲ့အတင်းတော်ဖြစ်တယ်တခြားအတင်းတော်နဲ့စာရင်ပေါ့နော် My concern today is not that we don't talk about him, because I believe you do. I'm sorry My concern today is that we don't talk about the Holy Spirit, but because I know you do talk about him. ဒီနေ့ကျွန်တော်ရဲ့ဟို concern ဆိုတော့ကျွန်တော်ဟိုပါပေါ့နော်စဉ်းစားတဲ့အချက်ကဘာလဲဆိုတော့ဒီကယုံကြည်သူတွေပေါ့နော်တန်ရှင်တော်ဝိညာဉ်တော်အကြောင်းကိုမပြောတာမဟုတ်ဘူးပေါ့နော် My concern is we're not including him in our everyday life. ငါစိုးရင်တဲ့အချက်ကဘာလဲဆိုတော့မပြောတာမဟုတ်ဘဲနဲ့ပေါ့နော်တန်ရှင်တော်ဝိညာဉ်တော်ကိုငါတို့ရဲ့နေရစနိုင်အသက်တာမှာသူ့နေရာမပေးတာကိုစိုးရင်တယ် And we're not experiencing the power of the Holy Spirit like we should experience him in everyday life. ငါတို့တန်ရှင်တော်ဝိညာဉ်တော်ကိုနေရစနိုင်မှာငါတို့အမိပြုတ်တင်တယ်လို့မပြုတ်ဘူးဖြစ်နေတယ် We're not experiencing him like the early church did. ငါတို့မှာပေါ့နော်ဟိုအဲ့ဒီဟိုကနဦးအတင်းတော်ကလို့တန်ရှင်တော်ဝိညာဉ်တော်ကကျွန်တော်အမိမပြုတ်ဘူးဖြစ်နေတယ် But think about what the early church did in just over 3 centuries. နော်အဲ့ဒီတော့ဒီ early church ဒီကနဦးအတင်းတော်ပြန်စဉ်းစားကြည့်အောင်ဒါ3 century ဆိုတော့ဟိုနှစ်ပေါင်း300အတွင်းပေါ့နော် It went from being a small group of people, 120 in the upper room, to taking over, to become the official religion of the Roman Empire. နော်လူအယောက်120အဲ့ဒီအထက်ခမ်းမှာစားခဲ့တဲ့အဲ့ဒီတတိလေးကပေါ့နော် official ဒီကမ္ဘာအတိမတ်ပြုဒီဘာသာရေးတစ်ခုဖြစ်လာတယ် They did that in a little over 300 years. အဲ့ဒါနှစ်ပေါင်း300အတွင်းမှာပဲဖြစ်ပျက်သွားတာ After 300 years of being persecuted, ဒါပေမဲ့နှစ်ပေါင်း300ကျော်တဲ့အခါမှာကျတော့ညှဉ်းပန်းနှိပ်စက်ခြင်းရောက်လာတယ် being thrown to hungry lions, နော်ဘယ်လောက်ထိဆိုးလဲဆိုတော့အချင်းတွေတွင်းထဲမှာပြစ်ချခံရတာမျိုးတွေ to being burned on poles, နော်အဲ့ဒီမီးတိုင်မှာချိတ်ပြီးမှအရှင်လက်မီးလောင်ချင်းမီးတိုက်တွင်းချင်းခံရတဲ့ဟာမျိုးတွေ to being crucified and thrown into horrible prisons. နော်ပြီးရင်အဲ့ဒီအချုပ်ခန်းထဲမှာထည့်ပြီးမှအသက်ခံရတာမျိုးတွေ They eventually became recognized as the official religion of the Roman Empire. နော်ဘာလဲဆိုတော့ Roman Empire မှာဒါလုံးဝအတိမတ်ပြုခံရတဲ့ဘာသာရပ်တစ်ခုဖြစ်လာတယ် How did they do that? သူတို့ဘယ်လိုလုပ်ခဲ့ရလဲ Because the Jewish Israel was considered
the worst part of the Roman Empire. Everybody in the rest of the empire looked down on them. ဘာဖြစ်လို့လဲဆိုတော့ Roman Empire မှာပေါ့နော်ဒီ Jew တွေကအနိုင်ခံရတဲ့လူဒန်းစားဖြစ်တယ်လူတိုင်းကသူတို့ကိုအထင်သေးတယ် And yet God took a group from that place, 120 of them, and turned the whole world upside down. ပြီးရင်အဲ့ဒီထဲကသူတို့အထင်သေးတဲ့အဲ့ဒီနေရာအဲ့ဒီလူမျိုးတွေထဲကနေလူအယောက်120ကိုရွေးထုတ်ပြီးမှကဘာကြီးကိုလောက်ခတ်ခဲ့တယ် How did they do that? သူတို့ဘယ်လိုလုပ်ခဲ့ရလဲလူအယောက်120နဲ့ There's probably a lot of answers to that question. နော်ဟိုဒါကိုဖြေရမယ်ဆိုတော့ဟိုတစ်ခုတည်းနဲ့မရဘူးအများကြီးအဖြေအများကြီးနဲ့ဖြေမှရမယ် The bold commitment to Jesus was one. နော်သူတို့အားလုံးကတေချာတာတော့ယေရှုခရစ်တော်ကိုပေါ့နော်သူတို့အမြဲတမ်း commit လုပ်တယ်ဆိုတော့သူတို့အမြဲတမ်းသူတို့စက္ကတ်တယ်သူတို့အနံ့တယ်သူတို့ They didn't forsake gathering together regularly to encourage one another. သူတို့ပေါ့နော်တရားတွေတရားအားပေးပြီးမှအားနေတဲ့အခါမှာတရားတွေတရားအားပေးဖို့အတွက်ပဲဖို့လောက်ပဲစုယုံတာမဟုတ်ခဲ့ဘူးပေါ့နော် But what I want to focus on this morning ငါဒီမနေ့ဘာကိုအဓိက focus လုပ်ချင်လဲဆိုတော့ is they had a relationship with the Holy Spirit. သူတို့တန်ရှင်တော်ဝိညာဉ်တော်နဲ့ဘယ်လိုမိတ္တဟာပြုခဲ့လဲဆိုရအဓိကပြောချင်တယ် And as a result of that, the power of God was evident in their lives. နော်အဲ့ဒီဟာရဲ့အဖြေကတော့တဲ့ဘုရားသခင်ရဲ့တကောကငါတို့ရဲ့အထိမ်းမှာငါတို့အသက်တာမှာထင်ရှားခြင်းဖြစ်တယ် They relied on him for survival. သူတို့ကတဲ့တန်ရှင်တော်ဝိညာဉ်တော်ကိုအမိပြုတယ်ဆိုတာပေါ့နော်ဒီတိုင်းပဲမဟုတ်ဘဲနဲ့သူတို့ရဲ့တေရေးရှင်ရေးအတွက်အသက်ရှင်ဖို့အတွက်ဆက်လက်ရှင်တန်ဖို့အတွက်သူတို့အမိပြုခဲ့ရတယ် He wasn't just this elusive, vague kind of concept. He was a real person. နော်သူကတော့အဲ့လိုလေထဲမှာလွင့်နေတဲ့အဲ့လိုရင်ငွေ့တစ်ခုလိုပဲတကိုးတစ်ခုလိုပဲအဲ့လိုရှောက်လွင့်နေတဲ့အရာကိုပြောတာမဟုတ်ဘူးသူကပုဂ္ဂိုလ်ဖြစ်တယ် When you read the book of Acts, နော်အဲ့ဒီမှာတမန်တော်ဝတ္ထုကိုဖတ်တဲ့အခါမှာ which is the acts of the Holy Spirit through the early church. နော်အဲ့မှာအများကြီးပေါ့နော်ဒီတန်ရှင်တော်ဝိညာဉ်တော်ရဲ့လှုပ်ရက်တယ်အများကြီးကိုတမန်တော်ဝတ္ထုထဲမှာဖော်ပြထားတယ် You see, they went out everywhere and preached, and thousands of people came to know Jesus. နော်အဲ့မှာအများကြီးတန်ရှင်တော်ဝိညာဉ်တော်တကောအဖြစ်ပေါ့နော်တွားပြီးမှအိမ်ဂေလိလုပ်တဲ့အခါမှာဟောပြောတဲ့အခါမှာလူထောင်ပေါင်းများစွာတခါလေးပြောင်းလဲတယ်ဆိုတဲ့ဟာတွေမှတ်တမ်းတင်ထားပါတယ် God was adding to their numbers daily. နော်နေ့တိုင်းပေါ့နော်အဲ့လိုပြောတွားတဲ့အခါမှာနေ့တိုင်းလူတွေအများကြီးတိုးလာတယ် They healed the sick. မကြမ်းမာတဲ့လူတွေကိုကြမ်းမာခြင်းပေးတယ် They raised the dead. သေတော်လူကိုရှင်ပြန်ထမြောက်စေတယ် They cast demons out of people. နတ်ဆိုးတွေကိုနင်ထုတ်တယ် In fact, they called them Christians, which means little Christ. နော် Christian ဆိုရဲ့အဓိကဟိုဆိုလိုရင်းကဘာလို့ဆိုတော့ယေရှုခရစ်တော်အသေးလေးပေါ့နော်ယေရှုခရစ်တော်ကိုစားပြုတဲ့ပုံသဏ္ဍာန်အသေးလေးအဲ့လိုပေါ့နော် That means like you're just acting like a bunch of little Jesuses walking around everywhere. နော်နင်တို့ကယေရှုရဲ့ကိုပွားလေးတွေပေါ့နော်အဲ့လိုရှောက်သွားတာတော့မဟုတ်ဘူးနော်တွားနေတဲ့လူတွေလှုပ်ရှားနေတဲ့လူတွေဖြစ်တယ် They didn't mean it as a compliment when they were called that, but hey, it's a compliment that someone says you're like Jesus. နော်ဒါတော့ Jesus လို့ပြောတဲ့ခါမှာဒါပြည့်စုံခြင်းဒါတကယ်ထိရောက်တဲ့အခေါ်အဝေါ်တစ်ခုဖြစ်တယ်ခေါ်ချင်းခံရတာဖြစ်တယ် How did they do that? သူတို့ဘယ်လိုလုပ်ခဲ့ရလဲ Their lamp was full of oil. ဘာလဲဆိုတော့ပြောချင်တာကတော့သူတို့ရဲ့မိရင်ကစီပြည့်နေတယ် They had such a relationship with the Holy Spirit that He empowered them to do the works of Jesus. သူတို့နော်ယေရှုခရစ်တော်လုပ်ခဲ့တဲ့အလုပ်တွေကိုလုပ်ဖို့အတွက်တကိုးနဲ့ပြည့်ဝတဲ့အသက်တာကိုပေးခဲ့ခြင်းဖြစ်တယ်တန်ရှင်တော်ဝိညာဉ်တော်က They were acting like Jesus. They were healing the sick. They were raising the dead. They were casting out demons. They were preaching the gospel. သူတို့အနာရောဂါငြိမ်းခဲ့တယ်နော်ပြီးရင်နတ်ဆိုးတွေနင်းထုတ်ခဲ့တယ်ပြီးရင်အင်္ဂလိပ်တွေသူတို့ပြောခဲ့တယ် The Holy Spirit was their helper. တန်ရှင်တော်ဝိညာဉ်တော်သူတို့ကူမခဲ့တယ် He wasn't forgotten. သူကတော့လုံးဝမေးလျော့ခံထားတဲ့ပုဂ္ဂိုလ်မဟုတ်ခဲ့ဘူးအဲ့ဒီချိန်တုန်းက In the 3 chapters of John 14, 15, and 16, Jesus calls him the helper 4 times. John ဟန်ဂျီဆလေး16 3ခန်းမှာပေါ့နော်ယေရှုခရစ်တော်ကအဲ့မှာရှင်းရှင်းလင်းလင်းဖော်ပြထားတယ်တန်ရှင်တော်ဝိညာဉ်တော်ကို helper အနေနဲ့ကူညီတော်သူကူမတော်သူအနေနဲ့ရှင်းရှင်းလင်းလင်းဖော်ပြထားတယ် And the helper, it's the Greek word there's parakletos, which means the one who comes alongside. နော်Greek လို့ဆိုတော့ klikto am I right klikto Yeah. One that comes alongside. အတူတကွကိုနဲ့အတူတကွတွားတဲ့ပုဂ္ဂိုလ်ပေါ့နော်အတူတကွအမြဲတမ်းဒီလိုတွားတဲ့ပုဂ္ဂိုလ် He comes alongside like me with my brother here. နော်အခုကျွန်တော်နဲ့သူရှိနေတယ်လို့ပဲပေါ့နော်ကျွန်တော်ဘေးနားမှာ He's encouraging them. သူကတော့ခွန်အားပေးတယ် He's teaching, he's guiding, he's leading. သူ
တော့ခွန်အားပေးတယ်ပြီးလမ်းပြတယ်တွင်တင်တယ် He's empowering us, standing by our side, inside actually, ကျွန်တော်တို့အထဲမှာနေပြီးမှကျွန်တော်တို့ကိုအမြဲတမ်းခွန်အားပေးနေတယ်ပေါ့နော် to live a victorious life in this world. He's empowering us to live a victorious life. အောင်မြင်တဲ့အသက်တာရရှိဖို့အတွက်သူကအထဲကနေခွန်အားပေးနေတယ် But unfortunately, when the church was officially recognized by the Roman Empire, the people, the believers there, they lost their reliance on the Holy Spirit. ဒါပေမဲ့အဲ့ဒီမှာပေါ့နော်ဒီခရစ်ယာန်ဘာသာကိုတရားဝင်သတ်မှတ်လိုက်တဲ့အခါမှာသူတို့ရဲ့တန်ရှင်တော်ဝိညာဉ်တော်ကိုသူတို့မိခိုတဲ့အရာလည်းနည်းနည်းညော့လာတာတွေ့ရတယ် The power of God was still there, but he wasn't manifesting like it was before. တန်ရှင်တော်ဝိညာဉ်တော်ကအဲ့မှာရှိတယ်ဆိုတာတွေ့ရတယ်ဒါပေမဲ့အရင်တော့ကလိုမျိုးပေါ့နော်အရန်အကြီးကြီးလှုပ်ရှားတာမျိုးတွေထင်ရှားတာမျိုးတွေတိတ်မရှိလာတော့ဘူး They no longer needed to rely on the Holy Spirit just to survive. သူတို့တန်ရှင်တော်ဝိညာဉ်တော်ပို့တည်ရေးရှင်ရေးတော့အသက်ဆက်လက်ရှင်တန်ဖို့ရန်တော့သူတို့အဲ့လောက်ထိသူတို့မိခိုးဆရာမလိုတော့တဲ့အချိန်မှာပေါ့နော်နည်းနည်းအာကိုအားထားတဲ့အရာနည်းနည်းညော့လာတယ် It was now popular. It was now encouraged to be a Christian. တော့ပြီးရင်ခရစ်ယာန်တယောက်ဖြစ်ရတဲ့အတွက်ကြောင့်မလို့ဒါကိုလုံးရမယ်ဆိုတာမျိုးရန်ခွန်အားပေးတာမျိုးတွေတွင်တင်တာမျိုးတွေတိတ်မတွေ့ရတော့ဘူး It became easy. အဲဆိုတော့လွယ်ကူလာတယ်အသက်တာနည်းနည်းချောမူလာတယ်အဆင်ပြေလာတယ် I heard a pastor from Africa say this recently. နော်အာဖရိကကပါစတာတယောက်မကြတော့ကဒါကိုပြောခဲ့ပါတယ် He immigrated to the United States and he came from a country where the church was being persecuted. သူကတော့ဒီအသင်းတော်တွေကိုညှဉ်းပန်းနှိပ်စက်တဲ့နိုင်ငံတစ်ခုကနေဒီအမေရိကကိုပြောင်းရွှေ့လာတာဖြစ်တယ် And he said after he had been here for a while, he eventually backslid in his faith. နော်ဒီမှာရောက်လာအမေရိကမှာရောက်မှတိတ်မချခင်မှာသူက best life ဆိုတာပြန်ပြီးမှလေးကျသွားတယ်အသက်တာမှာ And the Holy Spirit got a hold of him. He came back into ministry. နော်တန်ရှင်တော်ဝိညာဉ်တော်ပြန်ကူမခြင်းအဖြစ်သူ ministry ကိုပြန်ရောက်လာတယ် And you know what he said? သူဘာပြောခဲ့လဲသိလား It's easier to be a Christian in Africa where I was being persecuted than it is here in America. နော်အမေရိက Africa လို့ညှဉ်းပန်းနှိပ်စက်ခရစ်ယာန်တွေကိုညှဉ်းပန်းနှိပ်စက်တဲ့နိုင်ငံမှာခရစ်ယာန်ဖြစ်တဲ့တာပိုလွယ်တယ်တဲ့ဒီအမေရိကထက်ဆိုင် Because there I had to rely on the power of the Holy Spirit every day just to survive. နော်အဲ့ဒီမှာကြတော့တဲ့တန်ရှင်တော်ဝိညာဉ်တော်ကိုနေ့ရက်စဉ်တိုင်းတည်ရေးရှင်ရေးအတွက်အသက်ဆက်လက်ရှင်တန်ဖို့ရန်အတွက်တန်ရှင်တော်ဝိညာဉ်တော်နေ့တိုင်းအမြဲတမ်းအမိပြုနေရတယ် But here I fell asleep in the light. နော်ဒီမှာကြတော့တဲ့ဟိုအလင်းထဲမှာအိမ်ငိုက်နေတယ်ပေါ့နော် So how are we going to survive if we look to the days ahead of us? နော်ကျွန်တော်တို့ဘယ်လိုဆက်လက်ပြီးမှအသက်ရှင်သွားရမလဲကျွန်တော်ရဲ့အရှိအနာဂတ်ကိုကြည့်ပြီးမှ The Holy Spirit's going to be a big part of that. နော်အဲ့ဒါဘာလဲဆိုတော့တန်ရှင်တော်ဝိညာဉ်တော်ကတကယ်ပဲအရေးကြီးတဲ့အခန်းကဏ္ဍမှာရှိပါတယ် We need to develop a relationship with the Holy Spirit now. ငါတို့တန်ရှင်တော်ဝိညာဉ်တော်နဲ့မိုက်တာဟာပြုတဲ့ဟာကိုယနေ့ယခုပင်ကျွန်တော်တို့ပြန်ပြီးမှပြုစုရမယ်ပြန်ပြီးမှအသက်ရှင်အောင်လုပ်ရမယ် We need to know His voice. သူ့ရဲ့အတန်တော်ငါတို့သိရမယ် We need to know how He works. သူဘယ်လိုအလုပ်လုပ်လဲဆိုတော့ငါတို့သိရမယ် Because things are going to change and it's going to change quickly. နော်ဘာလို့ဆိုတော့အရာခတ်သိမ်းကမြန်မြန်ဆန်ဆန်ဖြစ်ပျက်နေတယ်ပြီးပြောင်းလဲနေတယ် I'm not all discouraged. In fact, I'm excited about what's coming. နော်ငါနေတော့စိတ်ပြတ်အောင်ပြောတာမဟုတ်ဘူးအဲ့ဒါဘာလဲဆိုတော့ဒီအရာတွေအတွက်ရင်ခုန်ဖို့အတွက်ပြောနေတာ Because I believe the greatest harvest the world has ever seen is coming. နော်ပြီးရင်အခုကဘာကြီးမှာပေါ့နော်အရင်ကတည်းကခက်ခဲတဲ့အရာတွေလာဖို့ရှိတယ် And we're going to see the power of God displayed like never before. နော်ဒီမှာကျတော့တရှင်တော်ဝိညာဉ်တော်ရဲ့ဟိုလှုပ်ရှားမှုကိုတွေ့နေရတယ် But like the early church, we need to rely on the Holy Spirit. ဒါပေမဲ့ကနဦးအသင်းတော်မှာကျတော့သူတို့ကတရှင်တော်ဝိညာဉ်တော်ကိုတည်ရေးရှင်အတွက်သူတို့မိခိုအားပြုခဲ့ရတယ် Or we're going to fall asleep in the light. ငါတို့ယေရှုဖျားသခင်ရဲ့ဒီအလင်းထဲမှာငါတို့အိမ်ငိုက်နေသလား So how do we do this? ဘယ်လိုလုပ်ရမလဲ We need the word of God. We need to know God's word. ငါတို့ဖျားသခင်ရဲ့ဒီနှုတ်ကပတ်တော်ကိုအရင်သိရမယ် And we need to know the Holy Spirit. ပြီးရင်တရှင်တော်ဝိညာဉ်တော်ကိုသိရမယ် We need both of them together. ငါတို့နှစ်ခုစလုံးလိုအပ်တယ် A famous teacher of God's word, a man by the name of Derek Prince, David Prince ဆိုတဲ့လူတစ်ယောက်ရဲ့ဟိုတင်ကြားခြင်းကိုပြောပြချင်ပါတယ် he said, if you have the word, as in the word of God, without the Holy Spirit, you will dry up. နော်
တန်ရှင်တော်ဝိညာဉ်တော်ရဲ့ကူမမှုတန်ရှင်တော်ဝိညာဉ်တော်ရဲ့ဖွံ့ဖြိုးမှုမရှိဘဲနဲ့လေ့လာတဲ့ဒီနှုတ်ကပတ်တော်တွေကတနေ့ကျရင်ခန်းချောက်သွားလိမ့်မယ် If you have the Spirit without the Word, you will blow up. နော်တကယ်လို့ if you have the spirit without Without the the word Word, you will blow up. နော်နှုတ်ကပတ်တော်မပါတဲ့ Explode. Oh, okay, sorry နော်တန်ရှင်တော်ဝိညာဉ်တော်ကိုပဲတကုံဖြစ်တကုံစားတော့နေပေါ့နော်ပြောချင်တာအဲ့လိုပုံစံပေါ့နော်ဟိုအရန်ထားလိုက်ပါတော့ရေဆိုရင်ရေကိုပဲတကုံထိတောက်နေမယ်ဆိုရင်ဘိုက်ကတော့ပေါက်သွားမှာအဲ့လိုပုံစံပေါ့နော်ပါဝါတွေအရန်ပြည့်ပြီးမှမခံနိုင်ဘဲနဲ့ But နှု if တ်က you ပတ် have တော်မ both the ပါ Word, နှုတ်ကပတ်တော်မပါဘူးဆိုရင်တန်ရှင်တော်ဝိညာဉ်တော်တကူတစ်ခုတည်းပဲသွားမှာ I'm sorry I have to explain that a bit more okay, you tell the whole thing? Yes. Okay, so we need the Word of God and the Holy Spirit together. ဒါကတော့ဘာကိုပြောချင်လဲဆိုတော့နှုတ်ကပတ်တော်နဲ့တန်ရှင်တော်ဝိညာဉ်တော်ကို So ဒီတူ what- ညီမျှလိုအပ်တယ် What did Jesus tell the Samaritan woman at the well? နော်အဲ့ဒီရှမာရိဒီရေတွင်းသားရှမာရိအမျိုးသမီးကိုယေရှုကဘယ်လိုပြောခဲ့တယ်လဲ John chapter 4, verses 23 and 24, this is what he says. John 4စနစ်နဲ့ဟိုမှာ23နဲ့24မှာ Yet a time is coming and has come when true worshipers will worship the Father in spirit and in truth. နော်အချိန်ကတော့လာလက်တန့်ပေါ့နော်ဒီ sorry let me read Okay, go right ahead. chapter 4 23 in And 24. Because I want to, okay, go ahead. Just go ahead and read it. ဒီမှာဂျွန်ထဲမှာအဲ့မှာယေရှုကအဲ့ဒီစမာရိလူမျိုးကိုပြောခဲ့တဲ့စကားဖြစ်တယ်အခန်းကြီး၄အခန်းငယ်23နဲ့24မှာကျွန်တော်ခဏလေးဖတ်ချင်ပါတယ်ကိုးကွယ်တော့မှသူမှန်သမျှတို့ဒီခမည်းတော်ကိုနာဝိညာဉ်နဲ့၎င်းသစ္စာနဲ့၎င်းကိုးကွယ်ရမည့်အချိန်ကာလဒီလာ၍ယခုပြင်ရောက်လက်ရှိ၏အကြောင်းမူကားထိုတို့ကိုးကွယ်တော့သူတို့ဒီခမည်းတော်အလိုတော်ရှိ၏ဘုရားသခင်ဒီနာဝိညာဉ်တော်ဖြစ်တော်မူ၏ဘုရားသခင်ကိုကိုးကွယ်တော့သူတို့ဒီနာဝိညာဉ်နဲ့၎င်းသစ္စာနဲ့၎င်းကိုးကွယ်ရမည်ဟုမိန့်တော်မူ၏ So Jesus told her we must worship the whole God in spirit and in truth. နော်အဲ့မှာယေရှုကရှင်းရှင်းလင်းလင်းပြောထားတယ်ကျွန်တော်တို့ဘုရားသခင်ကိုနာဝိညာဉ်နဲ့၎င်းသစ္စာနဲ့၎င်းကိုးကွယ်ရမယ်တဲ့ So what I'm saying right now, the Spirit, I'm making the Holy Spirit and the truth is God's Word. နော်ပြီးအဲ့မှာတရှင်တော်ဝိညာဉ်တော်နဲ့ဒီသစ္စာဆိုတာတော့ဒါနှုတ်ကပတ်တော်ဖြစ်တယ်ဘုရားသခင်နှုတ်ကပတ်တော် So we need both the balance of God's Word and the Holy Spirit at work in our lives. ဒါကြောင့်မလို့ကျွန်တော်ရဲ့အသက်တာမှာပေါ့နော်ဒီနှုတ်ကပတ်တော်နဲ့တန်ရှင်တော်ဝိညာဉ်တော်ကိုကျွန်တော်တို့ balance ဖြစ်ဖို့အတွက်တစ်ခုဆုံးလိုအပ်တယ် Because there are believers that just focus on the Word of God and they deny the Holy Spirit's work. နောက်တစ်ချို့ယုံကြည်သူတွေရှိတယ်ဒီနှုတ်ကပတ်တော်ကိုပဲအာယုံစိုက်ပြီးမှတန်ရှင်တော်ဝိညာဉ်တော်ကိုမေ့လျော့ပြီးမှပစ်ပေထားတဲ့လူတွေရှိတယ် They have no life in them. ဒါတို့ဆိုမှ balance မရှိဘူး They're dry and they're stale in their faith. ဒါကြောင့်မလို့သူတို့အသက်တာခန်းချောက်နေတယ်ပါဝါမရှိဘူး They're a lot like the religious leaders were during Jesus' day. သူတို့ကဘာနဲ့တူတယ်လဲဆိုတော့ယေရှုခရစ်တော်ကာလတုန်းကအဲ့ဒီဘာသာရေးခေါင်းဆောင်တွေနဲ့တူတယ် They were all law and no spirit. သူတို့ကလောပဲအားလုံးဥပဒေတွေပြည့်ညတ်တော်တွေဒါပေမဲ့သူတို့စီမှာဝိညာဉ်တော်မရှိဘူး They have a form of godliness. They looked really good, but they denied the power of God. သူတို့ကြည့်ရင်တော့အရန်လူကောင်းပေါ့နော်အရန်ကောင်းတဲ့လူတွေအရန်လူကြီးလူကောင်းဖြစ်တယ်အရန်သမာဓိနဲ့ပြည့်စုံတဲ့လူတွေလို့ထင်ရပေမဲ့သူတို့ကဒီတန်ရှင်တော်ဝိညာဉ်ရဲ့တကူကိုညှင်းပယ်တဲ့လူတွေဖြစ်နေတယ် So on the other side, you have believers who are all spirit, but they do not emphasize the word of God at all. ဒါပေမဲ့တခြားတစ်ဖက်မှာကျတော့တချို့ယုံကြည်သူကျတော့ဘာလဲဆိုတော့တန်ရှင်တော်ဝိညာဉ်တော်နဲ့အရန်ပြေးဝပြီးမှနှုတ်ကပတ်တော်သေချာမသိတဲ့အုပ်စုတစုကရှိတယ် It's like there are a lot of hot air, but there's no substance there. နော်သူတို့ကတော့ဘာလဲဆိုတော့အော်လေထုမှာအရန်ဟိုဘယ်လိုဖြစ်မလဲဆိုတော့အရန် hot နေတယ်အရန်လှုပ်ရှားပြီးမှဒါပေမဲ့ဟိုပစ္စည်းတွေဘာမှမရှိဘူးဖြစ်နေတယ် And there's no stability in their lives. သူတို့အသက်တာမှာဒီလို stable ဆိုတော့ဒီလိုတည်ငြိမ်တဲ့အရာပေါ့နော်မြတ်တဲ့အရာမရှိဘူး They go from church to church, from place to place, trying to find a different spiritual experience, but they have no roots in their lives. သူတို့ဖြတ်တန်းတစ်ခုပြီးတစ်ခုအဲ့လိုရှောက်သွားပြီးမှဟိုမှာကောင်းတဲ့အရာတွေလိုက်ရှာနေဒါပေမဲ့သူတို့စီမှာစစ်မှန်တဲ့အဲ့ဒီအမြင့်တွေ့ခြင်းမရှိဘူး And both groups look down on the other group. ပြင်တယောက်နဲ့တယောက်ကလည်းညှိုးထိုးမှထင်သေးတယ် They say they're uninformed and they don't know what they're missing. နော်ပြင်သူတို့ကျတော့သူတို့ကတော့ဘာမှမသိတဲ့အုပ်စုတွေဆိုမှအဲ့လိုပြောတယ် The truth is they're both missing something. ဒါပေမဲ့တကယ်ကတော့နှစ်ဖက်စလုံးမှာတော့လိုအပ်ချက်ရှိနေတယ်
that we need both the Holy Spirit and the Word of God because the Holy Spirit is the one who illuminates the Word of God and allows it to flow through us. နော်ကျွန်တော်တို့အသက်တာမှာနှစ်ခုစလုံးလိုရတယ်နှုတ်ပတ်တော်လဲလိုရတယ်တန်ရှင်တော်ဝိညာဉ်တော်လဲလိုတန်ရှင်တော်ဝိညာဉ်တော်ကျွန်တော်တို့ကိုပေါ်ပြပြီးမှကျွန်တော်တို့ကိုတကိုးနဲ့ပြေဝစေတော်သူဖြစ်တယ်ပြီးရင်ကျွန်တော်အသက်တာနဲ့စီးစင်းစေတော်သူဖြစ်တယ် There's so much deception in our world right now. နော်ဒီလောကကြီးထဲမှာအရန်အဲ့လိုလိမ်လည်မှုတွေအဲ့လိုလေ့ဖြားမှုတွေရှိနေတယ် There's so many lies going on in the world right now. နော်ဒီကဘာကြီးထဲမှာအခုအလိမ်ညာတွေအရန်များတယ် There's confusion everywhere. နော်နေရာတကာမှာပေါ့နော်ရှုပ်ထွေးမှုတွေအများကြီးရှိနေတယ် I've never seen it in my lifetime as bad as it is today. နော်ငါရဲ့ဘဝအသက်တာထဲမှာပေါ့နော်ဒီနေ့လူမျိုးရှုပ်ထွေးတဲ့မကောင်းတဲ့ခေတ်ကာလမတွေ့ဘူးမကြုံခဲ့ဘူး We need to know God's Word. နော်ငါတို့ဒီနှုတ်ကပတ်တော်သိဖို့လိုအပ်တယ် We need to know the Holy Spirit. ပြီးရင်တန်ရှင်တော်ဝိညာဉ်တော်သိဖို့လိုအပ်တယ် Let me give you a simple example. ဥပမာတစ်ခုပေးမယ် There are several people out there, different parts of the world, that claim that they are Jesus and He has returned. They are Him who has returned. နော်ဒီကဘာကြီးမှာနေရာတော်တော်များများမှာယေရှုဆိုမှအဲ့လိုပြောပြီးမှယေရှုပြန်ကြော့လာပြီဆိုမှအဲ့လိုပြောတဲ့လူတွေအများကြီးရှိတယ် They all have followings of people who believe they're Jesus. ဒါထူးဆန်းတာသူတို့စီမှာနောက်လိုက်တွေလည်းရှိနေပြန်တယ် Even a child in elementary school, in Sunday school, should know that that is not true. နော်အမှန်တော့ဒီအရာကဒီကလေးတွေပေါ့နော်ဒီဟိုမူလတန်းကလေးတွေစနေစုကလေးတွေမှာတည်တဲ့အရာဒါယေရှုမဟုတ်ဘူးဒါမားတဲ့အရာဆွဲအရာဖြစ်တယ် Because when Jesus comes back, how is He coming back? ဘာလဲဆိုတော့အလုံးတည့်အတိုင်းပဲယေရှုပြန်လာဘယ်လိုပြန်လာမလဲဘေးချင်းပြန်လာမလဲဆိုတာဘယ်လို He's ပြန် going လာ to မလဲဆိုတာ split the eastern sky and come back on riding on a horse, landing on Mount of Olives. Everybody in the world will know that He's returned. နော်ယေရှုပြန်လာတဲ့အခါမှာယေရှုကမြင်းဖြူစီးပြီးမှဆင်းကြွလာမှဒီတန်လွန်တောင်မှာသူကဆင်းကြွမယ်ဆိုတာလူတိုင်းသိမယ် But some people, even people in church, can be deceived because they don't even understand that basic truth from God's Word. နော်ဒီအတင်းတော်မှာရှိတဲ့ယုံကြည်တွေတချို့ပင်နေပေါ့နော်ဒီလိုပေါ့နော်ဖြားယောင်းခြင်းလေ့ဖြားခြင်းကိုခံရနိုင်တဲ့အခြေအနေမှာရှိတယ် So that's why we really need to know God's Word and we need to know the voice of the Holy Spirit. And when someone says something that's not right, because we know the Word and the Holy Spirit is in us, He will speak to us and say, that's not right. နော်ဒါကြောင့်မလို့ကျွန်တော်အသက်တာထဲမှာနှုတ်ကပတ်တော်နဲ့တန်ရှင်တော်ဝိညာဉ်တော်နှစ်ခုဆုံးလိုအပ်တယ်တရားရောက်ကမဟုတ်တာလားပြောတဲ့အခါမှာပေါ့နော်ဒီအထက်ကတန်ရှင်တော်ဝိညာဉ်တော်ဖျားရှိတဲ့အခါမှာတန်ရှင်တော်ဝိညာဉ်တော်ဖျားကျွန်တော်တို့ကဒါကမဟုတ်ဘူးဆိုတဲ့အရာသူကကျွန်တော်တို့ထဲကနေစကားပြောမှာဖြစ်တယ် A lot of believers today are afraid of the Holy Spirit. နော်ဒါဒီနေ့ယုံကြည်သူတော်တော်များများကတဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ကိုသူတို့အမိမပြုဘူး Some people have been scared by what they see. Some believers, some people, some of the things that they manifest No. in church. Or like vision no, I mean they're. A lot of times when you see, like when the Holy Spirit is moving and things are happening, things are manifesting, a lot of people get scared of that. ဒါတချို့လူတွေတချို့လူတွေယုံကြည်သူတွေရှိရပေါ့နော်တန်ရှင်တော်ဝိညာဉ်တော်လှုပ်ရှားလာတဲ့အခါမှာပေါ့နော်တန်ရှင်တော်ဝိညာဉ်တော်အလှုပ်လုပ်တဲ့အခါမှာတချို့ကဘာသာစကားနဲ့ပြောလာတယ်ငိုလာတယ်ပေါ့နော်ဖျားသခင်စီမှာဒူးထောက်တယ်အပြုတွေပေါ့နော်ဥပမာပေါ့နော်ဒီအာတထန်းနေနဲ့ပြောလာတဲ့ဟာတွေကိုသူတို့ကြည့်ပြီးမှကြောက်တဲ့လူတွေရှိတယ် And they react to the extreme. They go all the way to the other extreme, and they don't want anything out of the ordinary. Everything has to fit in a nice, tidy little box. နော်သူတို့အဲ့ဒါတွေတွေးတဲ့အခါမှာသူတို့ကအဲ့ဒါတွေကိုဟိုအဝေးကြီးကိုရှောင်ထွက်သွားမှသူတို့ရဲ့ငကူမိုလဘောင်ခတ်ထားတဲ့ဘောင်တွင်းထားတဲ့အဲ့ဒီထဲမှာပဲသူတို့ကယူယူလေးပဲဒီလိုပြန်ပြီးမှသွားနေလိုက်တယ် Nobody moves. Nobody says amen. Nobody does anything. Everything's quiet. ဘယ်သူမှအာမင်လည်းမပြောဘူးအားလုံးကဒီလိုကြောက်ရွံ့လို့ဒီလိုထိုင်ပြီးမှဒီလိုပေါ့နော်တိတ်တိတ်လေးနေတယ် Don't start laughing in church. နော်အတင်းတော်ထဲမှာရှောက်မကြီးနဲ့ Don't let a prophetic word come forth. ပြီးရင်ဟိုအဲ့ဒီဟို prophet ပြုတဲ့စကားတွေရှေ့ကိုယူမလာနဲ့ And nobody get happy. နော်ဘယ်သူမှမပြောဘူးဘယ်သူမှမပြောနဲ့ငင်းငင်းနဲ့ And certainly don't start running around the church. ဒါကြောင့်မလို့တချို့လူတွေကဟိုတင်းတော်တော့လိုက်ဒီတင်းတော်တော့လိုက်ရှာစားလောက်လာတယ် People get scared of things like that. နော်ဘာဖြစ်လို့လဲဆိုတော့ဒီတန်ရှင်တော်ဝိညာဉ်တော်အလုပ်လုပ်လာတဲ့ခါမှာလူတချို့ And I က believe ကြောက်တယ် a lot of it's because we can't control it. ဘာဖြစ်လို့လဲဆိုတော့
ငါတို့ကဒီဟာကိုမထိန်ချုံနိုင်တော့ဖြစ်တယ် And it makes us nervous when we can't control something. နော်တခါကျရင်ဒီတန်ရှင်တော်ဝိညာဉ်တော်တခုခုပေါ့နော်ငါတို့မထိန်ချုပ်တတ်ဘူးလို့ထင်ရင်ငါတို့ကဒါကိုတားမြစ်ဖို့ကြိုးစားလာတယ်ကြောက်လာတယ်ကြောက်ပြီးမှတားမြစ်ဖို့ကြိုးစားလာတယ်ဆိုတဲ့ဘောပေါ့နော် And you have the Holy Spirit living in you, and you know God's word, then you will know when something's of God and of the flesh or of the devil. ဒါပေမဲ့ဘာလဲဆိုတော့ခင်ဗျားစိမ်မှာနှုတ်ကပတ်တော်နဲ့တန်ရှင်တော်ဝိညာဉ်တော်ရှိနေတယ်ဆိုရင်တစ်ခုစလုံးရှိနေတယ်ဆိုရင်ဒီဟာကဒီအဖြစ်အပျက်ကဒါစာတန်ဆရာလာလားဖျားဆရာလာလားဆိုတာကိုခွဲခြားပြီးမှသိမြင်နိုင်တယ် You remember the religious leaders tried to control Jesus, and they couldn't do it. See where it got them. နော်ဟိုဘာသာရေးခေါင်းဆောင်တွေကလည်းအဲ့လိုပဲယေရှုကိုထိန်းချုပ်ဖို့သူတို့ကြိုးစားဒါပေမဲ့မထိန်းချုပ်နိုင်ခဲ့ဘူး Think about it. Strange, unusual things that are weird, that we think are weird or different. It doesn't make God nervous. နော်ငါတို့ကတော့ဘောနော်ဒီဟာကြောင်းတောင်းလို့နည်းနည်းထူးထူးဆန်းဆန်းကြောက်စရာကောင်းတဲ့ဟာတွေလို့ထင်ရပေမဲ့ဖျားကတော့အဲ့လိုမမြင်တဲ့ဟာတွေရှိတယ် And when I was a pastor, I didn't get nervous about it either. You didn't get no. I didn't get nervous about it either. Oh, It didn't make me nervous. Okay ငါပတ်စာဖြစ်တော့ကတော့ဒီဟာတွေကိုငါစိတ်လှုပ်ရှားခဲ့တာတွေအဲ့လိုဟိုကြောင်သွားတာတွေမရှိဘူး Because when somebody got out of line, I just used it as an opportunity to teach them how to do it right. ဘာဖြစ်လို့လဲဆိုတော့ငါကတော့ဒါကိုအခွင့်အရေးတစ်ခုအနေနဲ့မှတ်ယူတယ်သူတို့အဲ့လိုလှုပ်လာတဲ့အခါမှာထူးထူးဆန်းဆန်းအပြုမှုတွေလှုပ်လာတဲ့အခါမှာပေါ့နော်ဒီဟာကိုအခွင့်အရေးယူမှသူတို့ကိုဘယ်လိုမှန်ကန်စွာအသုံးချရမလဲဘယ်လိုမှန်ကန်စွာဆက်လက်လှုပ်ဆောင်သွားရမလဲဆိုတာကိုသူတို့ပြန်ပြီးမှတင်ပြတယ်လမ်းပြပေးတယ် If they received it, I knew they had a good spirit. တကယ်လို့သူတို့အဲ့လိုတင်ပြတဲ့အခါမှာပေါ့နော်ရှင်းပြတဲ့အခါမှာသူတို့ကလက်ခံတယ်ဆိုရင်အော်ဒါကတော့ကောင်းတဲ့ဝိညာဉ်သူ့စီမှာရှိတယ်ဆိုတာကို If they didn't, then I knew where their heart was. နော်ပြီးရင်သူတို့ကလက်မခံဘူးဆိုတော့ဒါကတော့ခက်ခဲတဲ့အရာဖြစ်တယ်ဆိုတာသိမြင်နိုင်တယ် But to be honest with you, most of churches, not only in America but around the world, the problem is not being too spiritual. နော်ဒီအမေရိကန်ကမဟုတ်တကဘာတစ်ခွင်မှာပေါ့နော်ပြဿနာပါလဲဆိုတော့အရန်ဝိညာဉ်တော်နဲ့ဟိုဒီဘယ်လိုပြောရမလဲဆိုတော့ဝိညာဉ်တော်နဲ့ပြေဝတဲ့အသက်တာကပြဿနာမဟုတ်ဘူးမပြေဝတဲ့ဟာပြဿနာမဟုတ်ဘူး We're being too saved, ငါတို့ကဘာလဲဆိုတော့အရန်လုံခြုံနေတယ် and everything becomes dry and stale and lifeless. နော်အဲ့ဒီချိန်မှာငါတို့ကဘာလဲဆိုတော့ငြိမ်သက်ပြီးမှအသက်မေ့တယ်လို့ဖြစ်လာမယ် Because the devil will always try to imitate something that's real. နော်အမှန်တော့စာတန်ကတော့တဲ့အစစ်မှန်ကိုပဲသူကလိုက်ပြီးမှသူကအနောက်ရှက်ပေးမှာ Take a $100 bill. နော်100တန်ထားလိုက်ပါတော့ဒေါ်လာ100တန် There are a lot of counterfeit $100 bills out there. ဘာဖြစ်လို့ဆိုတော့အပြင်မှာပေါ့နော်ဒေါ်လာ100တန်အတူတွေအများကြီးရှိတယ် Just because there are a lot of fake $100 bills doesn't lessen the value of the real thing. နော်အပြင်မှာပေါ့နော်ဒီဒေါ်လာ100အတူဘလောက်ပဲများဒီဒေါ်လာ100တန်ရဲ့တန်ဖိုးအစစ်ကိုဘယ်လိုမှရောချအောင်မလုပ်နိုင်ဘူးအဲ့ဒီအတူတွေက Have you ever thought about this? People don't counterfeit pennies. နော်အတူလုပ်တဲ့လူကတပြားကိုတော့ဘယ်သူမှပြင်ပန်းခံမှအတူမလုပ်ဘူးပေါ့နော်ပတ်စံတပြားကို They're not worth it. ဘာဆိုတော့အချင်းကုန်တယ်လေ In fact, our government says it's not even worth minting pennies anymore. နော်ပြင် government လည်းအဲ့ဒီတပြားတော့မလုပ်တော့ So what is my point? ငါရဲ့ဆိုလိုရင်းကဘာလဲဆိုတော့ Things happen sometimes when the Spirit of God is moving in someone's life. နော်ကျွန်တော်ဘဝအသက်တာမှာဒါတွေကိုဒီလိုတူညီတဲ့ဟာတွေကိုတွေ့ကြုံတဲ့အခါမှာ The devil is only going to counterfeit what is real. He's only going to try to distort what is real. နော်အမြဲတမ်းမှတ်ထားပါစာတန်ကတော့ပေါ့နော်အစစ်မှန်ကိုပဲသူကအတုလုံးမှာဆိုတော့ဒါကိုတကယ်လို့တန်ရှင်တော်ဝိညာဉ်တော်ကဒီလိုလှုပ်ရှားတယ်ဆိုရင်သူလည်းအဲ့ဒီဟာနဲ့ပုံစံတူတဲ့လှုပ်ရှားမှုတစ်ခုကိုသူကအတုလုံးမှာပေါ့နော် He only distorts what has the potential to have the greatest impact in our lives. နော်တကယ်ပဲလူတွေကိုအများကြီးထီရောက်မဲ့လုံရက်တွေကိုသူကအတုလုံးပြီးမှလိုက်ပြီးမှအတုခိုးမှာအတုလုံးမှာ I remember when I first got baptized in the Holy Spirit and started to pray in tongues. နော်မမီလေးကျွန်တော်တန်ရှင်တော်ဝိညာဉ်တော်မှာကျွန်တော်နှစ်ချင်းခံပြီးတဲ့အခါမှာကျွန်တော်ဒီခြားတော့ပါစကားစပြောလာတယ် I heard people saying, well, the followers of the devil speak in tongues too. နော်
တတိထားပါလူတွေကကျွန်တော်လာ6တယ်ဒီစာတန်ကလည်းဒီအခြားတော့ဘာသာစကားကိုပြောတတ်တယ်ပြောပေးနိုင်တယ်ပေါ့နော်ပြောခိုင်းနိုင်တယ် So you're just speaking in tongues for the devil. နော်ဘာအနေအဲ့ဒီအာရထံပြောတာတော့စာတန်ကိုပြောတာလည်းဖြစ်နိုင်တယ် I said, no, that's not true because it changed my life. I'm more in love with Jesus than I ever was before. ဒါပေမဲ့ငါတော့မဟုတ်ဘူးငါတော့အသက်တာပြောင်းလဲပြီယေရှုရဲ့ချစ်ချင်းမြတ်တာကိုလည်းခံစားရပြီတန်ရှင်တော်ဝိညာဉ်တော်ရဲ့နှိချင်းကိုလည်းခံပြီးပြီဆိုတော့ငါကောင်းသိရဲ့ And that was evidence to me that this really is from God. Because why would the devil try to imitate something that is not real? နော်ဒါကြောင့်မလို့ဒီအရာတွေကငါရဲ့ဘဝအသက်တာမှာထင်ရှားတဲ့တက်တွေဖြစ်တယ်ဒါကြောင့်မလို့စာတန်ကတော့ငါ့ကိုဒီလိုလုပ်ပေးနိုင်မှာမဟုတ်ဆိုတော့ငါယုံကြည်တယ် Just like nobody counterfeits pennies. They only counterfeit $100 bills. နော်လူဘယ်သူမှပတ်စံတစ်ပြားကိုအတုမလုပ်ဘူးတရားကိုပဲအတုလုပ်မှာ And just because there's an abuse in one person's life is not an excuse for the rest of us to throw out everything that's of the Holy Spirit. နော်လူတစ်ယောက်ရဲ့အသက်တာမှာပေါ့နော်ဒီငင်းဆဲခြင်းကိုကြည့်ပြီးမှပဲတန်ရှင်တော်ဝိညာဉ်တော်ကိုကျွန်တော်ပြစ်ပေးလိုက်ဖို့မဟုတ်ဘူး So if you do that, then you're just playing into the devil's hands. I'm sorry If you do that, then you're just doing what the devil wants you to do. ပြောချင်တာကျွန်တော်ရဲ့ဘဝတက်တာပေါ့ငင်းဆဲခြင်းနဲ့ခံတဲ့အခါမှာအဲ့ဒါကိုကြည့်ပြီးမှပဲတန်ရှင်တော်ဝိညာဉ်တော်ကိုပြစ်ပေးလိုက်မယ်ဆိုရင်ပေါ့နော်စာတန်ရဲ့အလုပ်ဖြစ်တယ်ဆိုတဲ့သဘောပေါ့နော်စာတန်အလုပ်ဖြစ်သွားပြီပေါ့နော်သူရဲ့တိုက်ခိုက်မှုအောင်မြင်သွားပြီဆိုတဲ့အရာ He wants to cut us off from the power of God. ဘာလို့ဆိုတော့ तू ကဒီဖျားသခင်စီကအဲ့ဒီ power ကို तू ကဖျက်တော့ပလိုက်ခြင်းနဲ့ခင်ဗျားတက်တာကနေ And there's a lot of incorrect teaching about the Holy Spirit. အခုပေါ့နော်ဒီတန်ရှင်တော်ဝိညာဉ်တော်နဲ့ပတ်သက်ပြီးမှသင်ကြားချက်တွေအများကြီးရှိတယ် That's why we need to know the Word of God and we need to experience the Holy Spirit as well. ဒါကြောင့်မလို့ပေါ့နော်သင်ကြားချက်တွေအများကြီးရှိတဲ့ကြောင့်ငါတို့ကဒီနှုတ်ကပတ်တော်ကိုလိုအပ်တယ်ပြီးရင်တန်ရှင်တော်ဝိညာဉ်တော်နဲ့ယဉ်ကျေးမှုကိုလိုအပ်တယ် And so much what is taught about the Holy Spirit is based on fear. People are afraid of something that they can't control, that they don't understand. နော်အများစုတော့သင်ကြားချက်တွေကတော့တန်ရှင်တော်ဝိညာဉ်တော်နဲ့ပတ်သက်ပြီးမှပေါ့နော်ကြောက်စရာကောင်းတဲ့အချက်တွေပေါ့နော်ဒါထိန်းချုပ်ဖို့ခက်တဲ့အရာတွေထိန်းချုပ်လို့မရနိုင်ဘူးဆိုတဲ့အရာတွေအစစ်မှန်ကိုခွဲခြားလို့ခက်ခဲတယ်ဆိုတဲ့အဲ့လိုပေါ့နော်ဟိုနည်းနည်းကြောက်စရာကောင်းတဲ့ဘက်ကနေတွင်တင်တာများတယ် If you ever go to a restaurant, you drink coffee, and you have a coffee cup there, and it's almost empty. နော်စားတော့ဆိုင်သွားပြီးမှ coffee cup ကိုကြည့်မှ coffee cup ကဟို coffee မရှိဘူးဆိုရင် coffee ကုန်ခါနေဖြစ်နေတယ်ဆိုရင် And the waitress may come by with a pot of coffee in her hand and said, "Do you want me to warm you up? Do you want me to fill up your cup?" နော်အဲ့ဒီမှာစားတော့ဆိုင်မှာအထူးသဖြင့်အဖြူစားတော့ဆိုင်ပေါ့နော်အဲ့မှာထိုင်မှာ coffee တောက်တဲ့ခါမှာကုန်ခါနေကြရင်ပေါ့နော်ဝီတာတွေကလာပြီးမှအော် coffee ကုန်တော့မယ်ထပ်ဖြည့်မလားမဟုတ်ရင်ပြန်နှွေးပေးရမလားဆိုမှလာမေးတယ်ဟုတ်တယ်မလား The Holy Spirit desires to do that for us. နော်တရှင်တော်ဝိညာဉ်တော်ဖခင်လည်းအဲ့လိုကျွန်တော်တို့လုပ်ပေးခြင်းတယ် We need to be filled and refilled with the Holy Spirit. နော်တရှင်တော်ဝိညာဉ်နဲ့ပြေဝပြီးမှပြန်ပြီးမှထပ်ကုန်ရင်တမတ်ထပ်ဖြည့်ပေးခြင်းတယ် We need to fire the Holy Spirit inside of us. We need the fire of the Holy Spirit. တရှင်တော်ဝိညာဉ်တော်ရဲ့တကိုးနဲ့ငါတို့အထဲမှာလောင်ကျွမ်းနေဖို့လိုအပ်တယ် Don't be afraid of the Holy Spirit. နော်တရှင်တော်ဝိညာဉ်တော်ကိုမကြောက်ပါနဲ့ He's our helper. ငါတို့ကိုကူညီဖို့အတွက်ဖြစ်တယ် He's the one that comes alongside and gives us the strength to live a life for Jesus. နော်ဘာနဲ့တူလဲဆိုတော့ကျွန်တော်အနားမှာနေပြီးမှကျွန်တော်တို့ကိုယေရှုရဲ့အကြောင်းတွေကိုယေရှုရဲ့တက်တွေကိုထင်ရှားပေးတဲ့လူတကိုးပေးတဲ့လူဖြစ်တယ် So who is the Holy Spirit? ဒါဆိုရင်တရှင်တော်ဝိညာဉ်တော်ဘာတူလဲ When I say Holy Spirit, what do you think of? အခုတရှင်တော်ဝိညာဉ်တော်ဖြစ်တရှင်တော်ဝိညာဉ်တော်လို့ပြောလိုက်တဲ့အခါမှာခင်ဗျားတို့စိတ်ထဲမှာဘလို့မြင်လဲဘလို့ပေါ်လာလဲ When I was a little boy, I don't know how this would translate, but I used to hear people say the Holy Ghost. နော်ငါငယ်တုန်းကပေါ့နော်လူတွေတော်တော်များများပြောကြတယ် Holy Ghost ပေါ့နော် And I thought of in Halloween where people would put a sheet over them, you know, with the little eyes cut out, and they look like a ghost. ငယ်တုန်းကပေါ့နော် Holy Ghost တော့အသိပင်တစ်မျိုးထွက်နေတယ်ပေါ့နော် Ghost တော့တရေဆိုတာလည်းဖြစ်နေတယ်10ဝိညာဉ်ပေါ့နော်ဆိုတော့သူရဲ့စိတ်ထဲမှာမြင်ရောက်တာကတော့ဟို Holy Wind မှာလေဒီခြုံပြီးမှခြုံလွားတွေခြုံပြီးမှဒီလိုဟူးဆိုမှအတန်အဲ့လိုရှောက်သွားတဲ့လူပုံစံပေါ့နော်သူစိတ်ထဲမှာမြင်နေပေါ့နော် I was a little boy. That's what I thought of. ငါငယ်တော့ငါဟိုကလေးတော့အဲ့လိုပဲထင်ခဲ့တယ်ပေါ့နော် And it kind of scared me. ဘာဆိုတော့အဲ့ဒါငါ့ကိုကြောက်ရွံ့စေတယ် You know, other people, they have a view of the Holy Spirit as being some abstract concept that they can't quite understand. နော်တချို့ကြတော့ဒါကတော့စိတ်ကူးရင်နည်းနည်းဆန်တဲ့အရာပေါ့နော်ပြီးရင်နားလေဖွင့်အတွက်ရှုပ်ထွေးတဲ့အရာဖြစ်တယ်ဆိုမှခံယူတယ်
It's like the computer screen in your brain is just having that little circle going around and around and saying buffering, downloading, and eventually the screen freezes and said, "This program's not responding," and you don't know what to do. အဲ့ဒါဘာလဲတူလဲဆိုတော့တချို့ကဒါကိုရှင်းရှင်းလင်းလင်းနားလည်တဲ့အခါဘေးအချိန်ပဲစဉ်းစားပေါ့နော်ကျွန်တော်အရင်တော့ကွန်ပျူတာအဟောင်းကင်တဲ့လူဆိုသိရယ် download လုပ်တဲ့အခါမှာဒီဟာဒီလိုလေးပြီးမှနောက်ဆုံးလေတာအရန်ကြာတဲ့အခါမှာဒီကွန်ပျူတာ hang ဖြစ်ပြီးမှဒီလိုရက်သွားတယ်ပေါ့နော်ဆိုတော့တို့ကလည်းတို့ရဲ့အသက်တာမှာ attention ဝိညာဉ်တော်နဲ့ပတ်သက်ပြီးမှစဉ်းစားတဲ့အရာတွေတွေးခေါ်တဲ့အရာတွေတို့ကရက်ပလိုက်တယ်ဒါအလုံးမဖြစ်ဘူးဒီဟာဘယ်လိုပဲစဉ်းစားအဖြေမထွက်ဘူးဆိုမှတို့ကအဲ့လိုရက်ပလိုက်တဲ့လူတွေရှိတယ် And some people think of a bird when you say the Holy Spirit. They think of a bird. အော် You know. တချို့ကျတော့တန်ရှင်တော်ဝိညာဉ်တော်လို့ပြောလိုက်တဲ့အခါမှာငက်ကလေးလို့ပေါ့နော်ဒီလိုအဲ့လိုဂျိုးငက်လေးလို့အဲ့လိုပေါ့နော်တို့အဲ့လိုမြင်အောင်တဲ့လူတွေရှိတယ် They think of a dove. နော် like ဂျိုးငက်လေးလို့ပေါ့နော်ဟို Because when Jesus came out of the water after he was baptized, it says the Holy Spirit descended like a dove. နော်ဒါလည်းတို့ကဟိုကျမ်းစာထဲမှာလည်းရှိရလေယေရှုခရစ်တော်ဒီနေချင်းခါပြီးမှထလာတဲ့အခါမှာကောင်းကင်ဖွင့်လှစ်ပြီးမှဒီဂျုံငက်လေးတန်ရှင်တော်ဝိညာဉ်တော်ကဂျုံငက်ကဲတို့ဆင်းသက်လာတော့မြင်တယ်ဆိုတဲ့အရာတို့ကအဲ့ဒါကိုယူတာလည်းဖြစ်နိုင်တယ်ပေါ့နော် It doesn't say he came as a dove, he came like a dove. နော်ဟိုဂျုံငက်ကဲတို့ဆင်းကြွလာတယ်ဆိုတာနဲ့ဂျုံငက်လို့ဆိုတာပေါ့နော်မတူဘူးဟိုကကြတော့ပုံဆောင်တာဟိုကကြတော့ဂျုံငက်တကယ်ဂျုံငက်ဆင်းလာတာကိုပြောချင်တာတို့အဲ့ဒီတစ်ခုရှုပ်ထွေးနေတယ် So who is the Holy Spirit? ဒါဆိုရင်တန်ရှင်တော်ဝိညာဉ်တော်ကဘာတူလဲ He is a person. သူကတော့ပုဂ္ဂိုလ်ဖြစ်တယ် He is a he. သူကတော့သူပဲ He's not an it. သူကတော့ဟိုအရာတစ်ခုမဟုတ်ဘူး it ဆိုတာတစ်ခုပေါ့နော်ပစ္စည်းတစ်ခုတကိုးတစ်ခုပေါ့နော်မဟုတ်ဘူးသူကလူပုဂ္ဂိုလ် You can't have a relationship with an it. နော်ဒီဟာနဲ့ relationship လုပ်လို့မရဘူးပေါ့နော်စိတ်ချင်းဆက်လို့မရဘူးဒီဟာနဲ့ပစ္စည်းတစ်ခုနဲ့ You can't have a relationship with someone who's not personal, who's not a person. နော်ပုဂ္ဂိုလ်မဟုတ်တဲ့လူတစ်ယောက်နဲ့ relationship လုပ်မရဘူးဟိုပါပေါ့နော်ဒီယင်းနီလို့ဆက်သွယ်လို့မရဘူးမိတ္တာပြုလို့မရအောင် He's the third person of the Trinity. နော်သုံးပါးရဲ့တတိယပုဂ္ဂိုလ်ဖြစ်တယ် He has a mind, he has a will and emotions. သူစီမှာခံစားချက်တွေရှိတယ်ပေါ့နော်သူစီမှာအတွေးခေါ်တွေရှိတယ်အမြင်တွေရှိတယ် He comforts, he teaches, he leads us, he speaks. နော်ငါတို့စကားပြောတယ်ငါတို့လမ်းပြတယ်ငါတို့ကိုခွန်အားပေးတယ်ငါတို့ထွေးပွေတယ် He can also be grieved, နော်ပြီးရင်သူကတော့ဗာလဲဆိုတော့ဝမ်းနေတတ်တယ် insulted, resisted, and lied to. နော်သူ့ကိုလက်မခံဘူးသူ့ကိုငင်းပေမယ်သူ့ကိုအရန်ပေါ့နော်သူ့ကိုအရန်အပြစ်ပြောမယ်ဆိုရင်သူကအရန်ဝမ်းနေတယ် Those are all characteristics of a person. နော်လူတစ်ယောက်နဲ့လူတစ်ယောက်စီမှာပေါ့နော်မတူညီတဲ့ character တွေရှိတယ် So my point is, because he is a person, we can have a relationship with him. ဘာလဲဆိုတော့အဓိကပြောချင်တာသူကတော့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်မလို့ငါတို့ကသူနဲ့သူတကွာမိတ္တဟာပြုလို့ရတယ် Because he's a person, we can interact with him. We can converse with him. We can talk to him. သူကပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်မလို့ငါတို့ကသူ့ကိုစကားပြောလို့ရတယ်ပေါ့နော်သူနဲ့မိတ္တဟာပြုလို့ရတယ်ယဉ်နီးမှုပြုလို့ရတယ် We can depend on him and know him. ပြီးရင်သူ့ကိုငါတို့ကအားကိုးလို့ရတယ်ပြီးရင်ငါတို့သူနဲ့သူတကွာတီးကျွမ်းလို့ရတယ် The last verse of the book of 2 Corinthians. 2 Corinthians, you may want to turn there, 13, 14. second according to all others ဒုတိယဆဆောင်နောက်ဆုံးဟိုကိုဖတ်ကြည့်အောင် Let me say something before you read it. Because Paul, this is the last letter he would write to the Corinthian church. နော်ဒီဟာCorinth အသင်းတော်ကိုနောက်ဆုံးရေးခဲ့တဲ့စာဖြစ်တယ် And he was choosing his words carefully. သူအဲ့လိုရေးတဲ့အခါမှာသူစကားလုံးကိုသူတေချာရွေးခဲ့တယ် Because he wanted to share with them a depth of a relationship that we could have with the Holy Spirit. နော်သူကဘာလဲဆိုတော့အဲ့ဒီမှာရှိတဲ့ယုံကြည်သူတွေကိုပေါ့နော်တန်ရှင်တော်ဝိညာဉ်တော်ကိုဒီလိုယဉ်နီးဖို့ရှိစေခြင်းတဲ့အဲ့ဒီလမ်းကြောင်းကိုသူကဖွင့်ပေးခြင်းတယ်တေချာနားလေးသဘောပေါက်သူကပြောပြခြင်းတယ်ရှင်းပြခြင်းတယ်သူတို့သဘောပေါက်စေခြင်းတယ် So may the grace of the Lord Jesus Christ, the love of God, and the fellowship of the Holy Spirit be with you all. နော်အဲ့မှာနစ်ကောအခန်းကြီး73 14နောက်ဆုံး
ကျမ်းပိုက်ပဲเนาะအဲ့မှာသူဘာပြောခဲ့လဲဆိုတော့တခင်ယေရှုခရစ်၏ဂျေဇုတော်၎င်းဘုရားသခင်၏မြတ်တာတော်၎င်းတန်ရှင်တော်ဝိညာဉ်တော်၏မိတ္တာဟာရတော်၎င်းသင်တို့အပေါင်း၌ရှိစေတည်းအာမင်ကောရိန္သုဩဝါဒဒုတိယဆောင်ပြီး No, Yeah, so I just read the whole thing. So like, that's 2 Corinthians is the end. oh, okay. Yeah, Okay, very good. Notice, he mentions all three persons of the Trinity. No,ဒီမှာဘာလဲဆိုရှင်းရှင်းလင်းလင်းရေးထားတယ် Notice what he Pagkutong ba? says. Notice what he says to Jesus and God the Father. He said to Jesus, "May the grace of Jesus be with you." ။နော်အဲ့မှာဘာပြောထားလဲဆိုတော့ယေရှုခရစ်တော်ရဲ့ဂျေဇုတော်တွေသင်တို့နဲ့ရှိပါစေ We're saved by grace through faith. ။ဘာဖြစ်လို့လဲဆိုတော့ငါတို့ကဂျေဇုတော်အဖြစ်ယုံကြည်ခြင်းကြောင့်ကယ်တင်ခြင်းရရှိတာဖြစ်တယ် We need the grace of God every day. ။နော်ယေရှုခရစ်တော်ဖျားသခင်ရဲ့ဒီဂျေဇုတော်နေ့စံတိုင်းတက်တာမှာလိုအပ်တယ် Then he said about the Father, "May the love of God be with you." ။နော်ပြီးရင်ဖျားသခင်ကိုဖော်ပြတဲ့အရာကဖျားသခင်ရဲ့ချစ်ချင်းမြတ်တာကသင်တို့နဲ့အတူရှိပါစေ And without the amazing love of the Father, he would not have sent Jesus, and we would still be lost in our sins. ။နော်ဖျားသခင်ရဲ့မြတ်တာဖျားသခင်ကချစ်ချင်းမြတ်တာမကြီးမားဘူးဆိုရင်ယေရှုခရစ်တော်ကိုငါတို့တော့လည်းသူဇေလို့မှာမဟုတ်ဘူး But notice what he said about the Holy Spirit is different than what he said about the other two persons of the Trinity. ။အဲ့မှာတေချာဂယူဆိုင်ကြည့်ပါတဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်အကြောင်းကိုဖော်ပြတဲ့အခါမှာတဲ့အပေါ်ကဖျားဒီအဖဖျားနဲ့ဒီယေရှုခရစ်တော်ကိုပြောတဲ့ပုံစံနဲ့တိတ်မတူဘူးဆိုတာတွေ့ရတယ် May the fellowship of the Holy Spirit be with you. ။နော်တန်ရှင်တော်ဝိညာဉ်တော်ရဲ့မိတ္တာရပြုခြင်းတို့တုံးထားတယ် What do you think of with the word fellowship? ။နော်အဲ့မှာခင်ဗျားတို့ဘယ်လိုနားလေတယ်လဲမိတ္တာဟာရပေါ့နော်မိတ္တာဟာရ In the American church, we usually think about having a dinner at church and everybody bringing a dish and eating. ဒီအမေရိကမှာကြတော့မိတ္တာဟာရလို့ပြောလိုက်တဲ့အခါမှာပေါ့တယ်ဟိုမှာဟင်းအိုးတွေပါတယ်ထမင်းအိုးတွေယူလာပြီးမှအတူတကွစားတော့ပြီးမှအဲ့လိုမိတ္တာဟာရပြုတာကိုမြင်အောင်တာများတယ် So Jesus wasn't talking. I mean, Paul wasn't talking about have a pot blessed dinner with the Holy Spirit. What he was talking about was having a relationship with the Holy Spirit. နော်ဒီမှာတေချာတာတော့တမန်တော်ပေါလုကတော့အဲ့ဒီအစားတော့အကြောင်းပြောတာတော့မဖြစ်နိုင်ဘူးပေါ့နော်ဒါကဘာလဲဆိုတော့တန်ရှင်တော်ဝိညာဉ်တော်နဲ့မိတ္တာဟာရရှိခြင်းယဉ်ကျေးခြင်းကိုပြောချင်တာဖြစ်တယ် What do friends do? What do friends do? အော်တငယ်ချင်းမိတ်ဆွေကဘာလုပ်တယ်လဲ They talk to each other. နော်မိတ်ဆွေတငယ်ချင်းဆိုမှတော့တော်ကီရိုက်ပြီပေါ့ They interact with one another. နော်တယောက်နဲ့တယောက်အပြန်အလှန်တော်ကီရိုက်မယ်ပေါ့စကားပြောမယ် They're fellowshipping. နော်အဲ့ဒါဘာလဲဆိုအဲ့ဒါဘာပြောချင်လဲဆိုအဲ့ဒါမိတ္တာဟာရလို့ခေါ်တယ် Remember where Jesus is. နော်ယေရှုက He's seated at the right hand of the Father. နော်သူ့ကိုယ်သူအဲ့ဒီဖျားသခင်ရဲ့လက်ရတော်ဘက်မှာထိုင်နေတာတွေ့ရတယ် The Holy Spirit is the one who's here. နော်ဘာဖြစ်လို့တန်ရှင်တော်ဝိညာဉ်တော်ဒီမှာရောက်နေပြီ And he's living in the lives of believers. သူကဘာလဲဆိုတော့ငါတို့ရဲ့အသက်တာထဲမှာငါတို့ရဲ့နှလုံးသားထဲမှာသူကအသက်ရှင်နေတယ် So we need to develop a relationship with him. ဒါကြောင့်မလို့အဓိကဘာလဲဆိုတော့ငါတို့သူတို့နဲ့မဟုတ်ဘူးတန်ရှင်တော်ဝိညာဉ်တော်ဖျားနဲ့ယဉ်ကျေးမှုကိုစတင်ပြီးမှတိဆောက်ဖို့လိုအပ်ပြီးကြီးထွားလာအောင် So the word fellowship actually is the Greek word koinonia. နော် Greek word လို့ကတော့ koinonia လို့ခေါ်တယ် fellowship ကို There's three different levels in the Greek word koinonia. နော် koinonia မှာအဲ့မှာ Greek word မှာကျတော့အဆင့်၃ဆင့်ရှိတယ်အဲ့ဒီယဉ်ကျေးမှုနဲ့ပတ်သက်ပြီးမှ The Greeks like to say they can say more in one word than most languages can say in a whole sentence. နော် Greek word မှာကျတော့ဘာအထူးခြားချက်ကဘာလဲဆိုတော့စကားလုံးတစ်လုံးထဲနဲ့တခြားဘာသာမှာဆိုရင်တခြားဟိုလူမျိုးတွေမှာစနက်အစီကြီးပြောတဲ့ဟာကိုသူကစကားလုံးတစ်လုံးနဲ့ပြောလို့ရတဲ့ဟာမျိုးရှိတယ်စကားလုံးတွေ Go to the next slide because that slide shows the three different levels: fellowship, partnership, and intimacy. koinonia ဆိုတဲ့မှာပေါ့နော်သုံးဆင့်ပေါ့နော် fellowship တရားနဲ့တရားမိတ်ထားပြုခြင်း partnership တရားနဲ့တရားဒီလိုစီးပွားရေးအတူတကွအကျိုးတူလှုပ်ဆောင်တဲ့အရာပြောတာ partnership ဆိုတာတော့ပြီး intimacy ဆိုတော့အရန်ရင်းနေနေအတွင်းတိအစင်းတိပေါ့နော်ဟိုတကယ်ပဲဖွင့်ဟတဲ့တငယ်ချင်းအရန်ရင်းနေတဲ့တငယ်ချင်းကိုပြောတာ So he's trying to show us the depth of the relationship we could have with the Holy Spirit. နော်ဒါကတော့တမန်တော်ရှင်ပေါလုကတဲ့တန်ရှင်တော်ဝိညာဉ်တော်ဖျားတဲ့ငါတို့ရရှိနိုင်တဲ့ယဉ်ကျေးမှုကိုဖော်ပြတာဖြစ်တယ်လင်းနေမှုကိုဖော်ပြတာဖြစ်တယ် And I'm going to go through this quickly. ဒါမြင်သွားချင်တယ် But understanding this will help you to understand
that the Holy Spirit is a wonderful person to have a relationship with. အဓိကပြောချင်တာဘာလဲဆိုတော့တန်ရှင်တော်ဝိညာဉ်တော်ဖျားကားတဲ့အရန်အောက်ဖို့ကောင်းတဲ့ပုံကိုဖြစ်တယ်သူနဲ့ပေါ့နော်ယဉ်နီးဖို့အတွက်သူအလိုရှိတဲ့ပုံကိုဖြစ်တယ် Now, let's look at the first one. The actual first word is fellowship. fellowship ကိုယဉ်ကြည်ရအောင်မိတ္တဟာယပြုခြင်း And it literally means a companionship and an interacting of companions with each other. companionship ဆိုတော့တရားနဲ့တရားဆောနာလို့အတူတကွရှိခြင်းပြီးရင်တရားနဲ့တရားချိတ်ဆက်ခြင်းတရားနဲ့တရားဆက်တွေ့ခြင်းကိုပြောချင်တာဖြစ်တယ် You're talking to one another. You're having a relationship here. နော်တရားနဲ့တရားစကားအပြန်အလှန်ပြောဆိုမှုတွေရှိတယ် So နေမှုတွေ let's suppose you had a half an hour commute to work every day. နော်ထားလိုက်ပါတော့ခင်ဗျာအလုပ်ကိုသွားဖို့လမ်းမှာတန်တာခွဲလောက်ကြားတယ်ဆိုရင် Or to school. နော်မဟုတ်လဲအကြောင်းကိုသွားတယ်ဆိုရင် And you had a coworker or a fellow student riding with you. နော်ခင်ဗျားဘေးနားမှာပေါ့နော်ထားလိုက်ပါတော့ဟိုကားအတူတူစီးတယ်ဆိုရင်ခင်ဗျားဘေးနားမှာခင်ဗျားတငယ်ချင်းခင်ဗျားရဲ့လုပ်ပေါ်ခံပဲရှိတယ်ဆိုပါစို့ But you never talked to him. ဘာခင်ဗျားသူ့ဘေးတော့မှစကားမပြော In fact, you turn up Caleb so loud in the car that they couldn't even talk to you if they wanted to. နော်တခါကျရင်တော့သူအထင်းမှာဟိုဘတ်စကားထဲမှာအရန်ဆူညံနေတော့စကားပြောလို့မရအောင်ပြောချင်တာမှ Is that fellowshipping? အဲ့ဒါတရားနဲ့တရား fellowship မိတ္တဟာယပြုနေတယ်လို့ခေါ်ရမလား no ခေါ်လို့မရအောင် It's not. ဒါမရဘူးနော် You're just there, but you're not interacting with them. အတူတူတော့ရှိနေတယ်ဒါပေမဲ့ခင်ဗျားတို့နေရာတရားနဲ့တရားအဆက်အသွယ်မလုပ်ဘူးစကားမပြော We would never dream of doing that with a friend. နော်ငါတို့တကယ်ချင်းတော့အဲ့လိုလုပ်မှာမဟုတ်ဘူးဘယ်တော့မှလုပ်မှာမဟုတ်ဘူး But why do we do it with the Holy Spirit? ဒါဆိုတော့ငါတို့တန်ရှင်တော့ဘာလို့အဲ့လိုလုပ်နေရလဲ He's the one who's always there. ဘာဆိုတော့တန်ရှင်တော့ငါတို့နားမှာအမြဲတမ်းရှိနေတယ် We need to talk to him, သူ့စကားပြောဖို့လိုအပ်တယ် and we need to listen to him. ပြီးသူ့ရဲ့စကားကိုပြန်မနားထောင်ဖို့လိုအပ်တယ် See, we have a lot of examples in the book of Acts of how the early church, they fellowshiped with the Holy Spirit. နော်တမန်တော်ဝုဒ္ဓထဲမှာပေါ့နော်ဒီကနဦးအတင်းသားတွေဘလို့တန်ရှင်တော်ဝိညာဉ်တော်နဲ့ဘလို့မိတ္တဟာယပြုခဲ့တယ်ဘလို့အတူတကွလှုပ်ဆောင်ခဲ့တယ်ဆိုတာအများကြီးဥပမာတွေတွေ့ရတယ် Remember the story of Philip the evangelist, how he went to Samaria to preach the gospel. နော်အဲ့မှာဖိလိပ္ပိကဒီရှမာရိလူမျိုးတွေဘလို့သွားမှသူအဗင်ဂေလိလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းကို In Acts 8:26, I'm going to paraphrase it. okay နော် Act 26မှာတမန်တော်26မှာ It says that the angel of the Lord spoke to him and told him to go down to the road to Gaza. နော်ဂါဇာကိုသွားဖို့တန်ရှင်တော်ဝိညာဉ်တော်ဖျားသူစကားပြောခဲ့တယ် And so it doesn't say an angel appeared to him, it just said an angel spoke to him. အဲ့မှာဘာပြောလားအဲ့မှာတေချာကျွန်တော်ကြည့်မယ်ဆိုရင်အဲ့မှာကောင်းကင်တမန်ကပေါ်လာတယ်လို့မပြောဘူးကောင်းကင်တမန်ကိုထင်ပြတယ်လို့မပြောကောင်းကင်တမန်သူ့ကိုစကားပြောတယ်သူ့ကိုပြောတယ်လို့ပဲရေးထားတာတွေ့ရတယ် So then in verse 29, he's down there and he said, the voice of the Holy Spirit spoke to me to go talk to the eunuch in the chariot. နော်ပြီးရင်အဲ့မှာ29မှာကျတော့ဒီတမန်တော်ကဗာဆက်ပြောထားလဲဆိုတော့do you want me to read it 29 Go talk to the Ethiopian. Go talk to the man in the chariot. နော်အဲ့ဒီအီသီယိုးပီးယားမှာရှိတဲ့လူတွေကိုတော့ပြောဖို့အတွက်သူပြန်ပြီးမှပြောတယ်တန်ရှင်တော်ဝိညာဉ်ဖျား So what was the difference? နော်ဘာအဲ့မှာဘာတွေခြားနားမှုကဘာလဲ What is my point here? ငါဘာကိုပြောချင်ပါတယ်လဲဒီမှာ He said he knew the difference between the voice of an angel and the voice of the Holy Spirit. ဒီမှာဘာကိုထောက်ပြဖွင့်ပြချင်လဲဆိုတော့သူကတော့ဒီကောင်းကင်တမန်ရဲ့အတန်နဲ့တန်ရှင်တော်ဝိညာဉ်တော်ဖျားရဲ့အတန်ကိုသူခွဲခြားကြားသိနိုင်တယ်ဆိုတဲ့အရာသူကရှင်းရှင်းလင်းလင်းဖော်ပြထားတာဖြစ်တယ် See, I have a feeling when he was telling Luke about this, when Luke was writing the book of Acts. နော်သူလူကာကိုသူအဲ့ဒီအကြောင်းပြောတဲ့အခါမှာဆိုလူကာကဒီတမန်တော်ကိုရေးတဲ့လူဖြစ်တယ်သူ He said, "Hey Doc, when I was in Samaria, I heard the voice of an angel." နော်အဲ့မှာဘာဖြစ်မလဲဥမာထားလိုက်ပါတော့အဲ့မှာရှင်ပေါလုကလူကာကိုပြောနေမယ်ငါတို့ဒီမှာစမာရီယာမှာဖြစ်တယ်ဒါပေမဲ့ငါကောင်းကင်တမန်ရဲ့အတန်ကိုငါကြားတယ် But when I was down on the road to Gaza, I heard the voice of the Holy Spirit. ဒါပေမဲ့ခင်ဗျားသိလားတဲ့အဲ့ဒီဂါဇာမှာဂါဇာလမ်းမှာရှိတဲ့အခါမှာကျတော့တန်ရှင်တော်ဝိညာဉ်တော်ဖျားရဲ့အတန်ကိုကြားတယ် That's not strange or weird or unusual. အမှန်တော့အဲ့ဒါတော့ဟိုထူဆန်းပြီးမှအဲ့လိုနည်းနည်းကြောက်စရာကောင်းတဲ့အရာတွေမဟုတ်ဘူး Especially if you're a believer in Jesus Christ. အထူးသဖြင့်ခင်ဗျားဒီယေရှုခရစ်တော်ယုံကြည်တဲ့ခရစ်ယာန်ဖြစ်တယ်ဆိုရင်
We need to know his voice ငါတို့သူ့ရဲ့အတန်ကိုသိဖို့လိုတယ် and be able to discern that it's the voice of the Holy Spirit, the voice of the flesh, the voice of the devil, the voice of the world. နော်အဲ့ဒါကိုငါတို့ကအဲ့လိုရင်းနှီးတဲ့အခါမှာငါတို့ကတန်ရှင်တော်ဝိညာဉ်တော်ဖျားရဲ့အတန်ဒီလောကရဲ့အတန်ပြီးရင်တခြားစာတန်ရဲ့အတန်တွေကိုခင်ဗျာခွဲခြားသိဖို့ခွဲခြားသိနိုင်မှာဖြစ်တယ် Let me illustrate it this way. နော်ဒီလိုပုံဖော်ကြည့်ရအောင် If I was in a room full of people that were laughing and talking loudly, နော်ထားလိုက်ပါတော့မလူယာနဲ့ချီထောင်းနဲ့ချီကအဲ့မှာစကားပြောမယ်ရီးမယ်ဆိုရင်ရီးနေမယ်ရီးမောနေမယ်ဆိုရင် and my wife Lisa was on the other side of the room, နော်တကယ်လို့ဆရာမလီစာဟိုဘက်ချမ်းမှာဟိုဘက်တောင်းမှာထိုင်နေတယ်ဆိုရင် and I heard her laugh out loud နော်အဲ့ဒီမှာဒီအတန်တွေကြောင့်ကြားမှာမဟုတ်ဘူး with everybody in that room and all the noise. နော်အခန့်ထဲကဒီဆူညာတဲ့အတန်တွေကြောင့် I'd instantly know that's my wife. ဒါပေမဲ့ तू အကြေကြီးရီလိုက်မယ်ဆိုရင်တော့ကြော်ပြီးမှအတန်ကြေနဲ့ရီလိုက်မယ်ဆိုရင်ဒီအခန်းမှာဆူညာတဲ့အတန်ရှင်းလေသူ့ရဲ့ဇနီးရဲ့အတန်တော့ तू ချက်ချင်းမှတ်မိမှာတော့နော် Why is that so? ဘာဖြစ်လို့လဲ I know her. ဘာဖြစ်လို့သူ့ကိုကောင်းသိနေလေ We've been married for many years. ငါတို့ तू sorry သူ့ကိုလက်ထပ်ထားတာအကြာကြီးလက်ထပ်ရှိပြီလေ I know her voice and I know her laugh. နော် तू ရီတဲ့အတန်သူ့ရဲ့အတန်ကိုငါမှတ်မိနေတယ် That's not weird. အဲ့ဒါတော့ဟိုထူးဆန်းတဲ့အဖြစ်ပြမဟုတ်ဘူးလေ So why is it weird that we would really try to hear the voice of God or the voice of the Holy Spirit? ဒါဆိုရင်ငါတို့ကတန်ရှင်တော်ဝိညာဉ်တော်ရဲ့အတန်ကိုကြားတဲ့အခါမှာဘာလို့ထူးဆန်းပြီးမှအဲ့လိုပေါ့နော်ကြောင်တောင်တောင်ဖြစ်နေရမှာလဲ See, what's common to us was not what was common with the early church is not common with us today. နော်ဘာလဲဆိုတော့ဟိုးအဲ့ဒီကနေဦးအတင်းတော်မှာပုံမှန်ဖြစ်ခဲ့တဲ့အရာတွေကငါတို့ခေတ်ရောက်ချမှာကြောင်တောင်တောင်ဖြစ်နေပါဆိုတော့ငါတို့ကတန်ရှင်တော်ဝိညာဉ်တော်နဲ့မရင်းနေဘူးလေ What was important to them is not necessarily that important to us. နော်အဲ့ဒါဘာပြောချင်လဲဆိုတော့အဲ့ဒီချိန်တော့အရေးကြီးခဲ့တဲ့အရာတွေကဒီနေ့မှာအရေးမကြီးတော့ဘူးလို့ပြောချင်တာနဲ့အတူတူဖြစ်နေတယ် Compare the results. နော်ဒါဟိုအဖြေကိုကျွန်တော်တို့ဟိုတိုင်းရှင်ပြခြင်းဖြစ်တယ် They speak for themselves. နော်ကိုပဲပြောပါစေ Let's keep moving. Let's look at the second layer, which is partnership. နော်ဒုတိယလေယာပြန်တော့ရအောင် Partnership with the Holy Spirit. အကျိုးတူပူပေါင်းလှုပ်ဆောင်တဲ့အရာပေါ့နော် No matter what kind of relationship you're in, you need to partner and know your partner. နော်ဘယ်လိုrelationship ဆိုဘယ်လိုဆက်ဆံမျိုးမှာပဲဖြစ်ပေါ့နော် partnership ရဲ့အကြောင်းကိုသိဖို့လိုအပ်တယ် And you need to understand what motivates that person. နော်ပြီးရင်အဲ့ဒီလူကိုဘယ်လိုကခွန်အားပေးနေလဲဆိုတာကိုသိဖို့လိုအပ်တယ်ဘယ်လိုစိတ်သက်ခွန်အားပေးနေလဲဆိုတာကိုသိဖို့လိုအပ်တယ် One guy, you need to be just very direct with him in order for him to respond. နော်တချို့ထားလိုက်ပါတော့လူတယောက်တချို့ဆိုရင်ပေါ့နော်သူ့ကိုတော့အဲ့လို date လို့ပြောမှရတဲ့လူတွေရှိတယ် But another guy, if you're direct with him, you're going to offend him. So you have to kind of slip in very quietly in the side door to connect with him. နော်တချို့ကျတော့အဲ့လို date တော့ပြောလို့မရဘူးပေါ့နော်တော်တော်ချော်မောပြီးမှအဲ့လိုပေါ့နော်ပုတ်တက်ပြီးမှပြောရတဲ့လူတွေရှိတယ် That takes time နော်တခါကျအဲ့ဒါအချိန် to learn and develop what the flow that you need to have between the two of you. အဲ့လိုပဲပေါ့နော်ကျွန်တော်တို့ဒီ partnership ဆိုတယောက်နဲ့တယောက်ကြားမှာပေါ့နော်ဘလို့လုပ်ရင်အဆင်ပြေမယ်ဆိုတဲ့နီလန်းကိုရှာတဲ့အခါမှာတခါကျအချိန်လေးနဲ့လိုအပ်တယ် The same is true with the Holy Spirit. နော်ဒီလိုပါပဲကျွန်တော်တက်တာမှာလဲတန်ရှင်တော်ဝိညာဉ်တော်နဲ့ဒီယဉ်ကျေးမှုတည်ဆောက်တဲ့အခါမှာအချိန်လိုအပ်တယ်ပေါ့နော် Let me use my wife as an illustration again. ပြီးရင်ဆမ်မလီစာကိုကျွန်တော်ရဲ့ဟိုဥပမာအနေနဲ့ပြန်မအသုံးပြရအောင် If you would come to me and say, "What does Lisa think about this?" နော်တကယ်လို့လူတယောက်ကဆမ်မလီစာဒီဟာကိုဘယ်လိုထင်လဲလို့မေးတဲ့အခါကျရင် I would probably be pretty accurate about what she thinks about that situation. တကယ်လို့အချိန်နေထားလိုက်ပါတော့ဒီဟာနဲ့ပတ်သက်မှဆမ်မလီစာဘယ်လိုထင်မလဲလို့လူတယောက်ကလာမေးတယ်ဆိုရင်ငါကတော့တိတိကျကျသူဘယ်လိုထင်မေးဆိုတာကိုပြောပြနိုင်တယ်တဲ့ She would probably be more accurate about what I think because women are smarter than we guys are. သူကတော့အမျိုးသမီးဖြစ်တဲ့အတွက်ကြောင့်မလို့ပို့ပြီးမှသူကတော့ထက်မြက်ပြီးမှတိကျတဲ့အတွက်ကြောင့်မလို့တဲ့တခါကျရင်ပေါ့နော်ဆရာဟောကဒီဟာကိုဘယ်လိုထင်လဲဘယ်လိုထင်မလဲလို့လာမင်းပြောတဲ့ငါတွေးတာထဲတော့ပို့ပြီးမှတိတိကျကျသူပြောပြနိုင်လိမ့်မယ်တဲ့ But we've been married for a long time, and I know how she thinks. I know how she thinks about things because we've talked about them, and I've watched her over the years, so I have a pretty good idea of what she's going to say. ဘာဖြစ်လို့လဲဆိုတော့တဲ့ဆရာမနဲ့လက်ထပ်ထားတာကြာလာပြီဖြစ်တဲ့အတွက်ကြောင့်မလို့တဲ့ပေါ့နော်သူရဲ့အထာတွေလည်းသိတယ်သူရဲ့သဘောထားတွေလည်းအမြင်တွေလည်းငါကောင်းသိတဲ့အခါမှာ
လူတစ်ယောက်ကသူ့အကြောင်းဒီအရာကိုဘယ်လိုမြင်မလဲဒီကိစ္စနဲ့ပတ်သက်ပြီးမှဘယ်လိုမြင်မလဲလို့လာမဲတဲ့အခါမှာကြာရင်တဲ့ငါပြောပြနိုင်တယ်ဘာလို့ဆိုသူနဲ့အရန်ရင်းနှီးလို့ဖြစ်တယ် You can develop that kind of flow with the Holy Spirit. အဲ့လိုပါပဲပေါ့နော်တန်ရှင်တော်ဝိညာဉ်တော်ဖျားနေဒီလိုယင်းနှီးမှုကိုတိဆောက်လို့ပေါ့နော်တိဆောက်လို့ရတယ် In the Acts chapter 15, during what is called the Council of Jerusalem, နော်အဲ့မှာတမန်တော်15ထဲမှာဒီ Council of Jerusalem ပေါ့နော်ဒီသူတို့ရဲ့ meeting တစ်ခုပေါ့နော် James, the leader of the early church, was writing to Gentile believers. နော်အဲ့ဒီမှာ James ပေါ့နော်ယာကုပေါ့နော်သူကတော့အဲ့ဒီအချိန်မှာတော့သူကတော့ခေါင်းဆောင်ပေါ့အဲ့ဒီဟိုဟာ meeting ရဲ့ခေါင်းဆောင်အဲ့ဒီအဖွဲ့ရဲ့ခေါင်းဆောင်သူကဒီတပါးတော့အမျိုးသားတွေကိုသူပြောခဲ့တာရှိတယ် And he said something that was really interesting. အဲ့မှာအရန်စိတ်ဝင်စားတဲ့အချက်တစ်ချက်ကိုသူပြောထားတာရှိတယ် He said, it seems good to the Holy Spirit and to us. နော်တန်ရှင်တော်ဝိညာဉ်တော်ဖျားငါတို့ကိုကောင်းမြတ်တယ်လို့ပဲ It's like he was having a conversation with the Holy Spirit. နော်သူကတော့ဒါတန်ရှင်တော်ဝိညာဉ်ဖျားနဲ့စကားပြောနေတဲ့ပုံစံတွေ့ရပါသလားဒီမှာ It's like Pastor John and I are talking about a matter, and we go away and we say, well, it seemed good to Pastor John and to me that we do this. Well, we've talked about it. I got his heart. He has my heart. We agree with each other, so this is what we must do. နော်ဥပမာဆိုရင်ဆရာကျော်နဲ့ကျွန်တော်ညအကြောင်းအရာတစ်ခုကိုပေါ့နော်ပြောပြီးမှသဘောတူတယ်ပြီးရင်ဒီအကြောင်းအရာကိုလည်းလှုပ်ဆောင်ဖို့အတွက်ပေါ့နော်ကျွန်တော်ညကောင်းတဲ့အရာလှုပ်ဆောင်ဖို့အတွက်သဘောတူတဲ့အခါမှာပေါ့နော်ဒီအကြောင်းအရာကိုနောက်လူတစ်ယောက်ကိုပြောပြတဲ့အခါမှာပေါ့နော်သူကတော့ရင်းရင်းနှီးနှီးပြောပြတဲ့အရာတိုင်းကိုသူကပြန်ပြီးမှပြောပြပေးနိုင်တယ် There's a familiarity between the two of them. No. You see the partnership there. နော်အဲ့ဒါ partnership လို့ခေါ်တယ်ပေါ့နော်တယောက်နဲ့တယောက်အတူတကွအကျိုးတူပူးပေါင်းလှုပ်ဆောင်တဲ့ပုံစံမျိုးပေါ့နော် God doesn't want robots. နော်ဖျားသခင်ကစက်ရုပ်ကိုမလိုချင်ဘူး He wants partners. နော်သူကတော့လုံးဝကျွန်တော်ရဲ့အဖော်ကိုလိုချင်တယ်အဖော်မုံကိုလိုချင်တယ် It seems good to the Holy Spirit in you that you're supposed to do this. နော်အဲ့ဒါတော့ဘာလဲဆိုတော့ကျွန်တော်တို့အကျိုးပြုတဲ့အရာကိုကျွန်တော်လှုပ်ဆောင်ဖို့ရန်အတွက်လိုအပ်တယ် Because if you look at John 16:17, John 16:17 ဆိုယောဟန် Okay. 16 and I'll read it, and while I'm reading it, you can Okay. look for it. Nevertheless, I'll tell you the truth. It is to your advantage that I go away, for if I do not go away, the Helper, Parakletos, will not come to you. But if I depart, I will send him to you. ယောဟန်16ခုနှစ်မှာဗာပြောထားလဲဆိုတော့ငါအမှန်ကန်ဆိုဒီကငါတွားလင်တင်တို့အကျိုးရှိလိမ့်မည်အကြောင်းမူကားငါမတွားလင်ဥပိ္ပစေဆရာတွေတင်တို့စီတို့မလားငါတွားလင်ထိုတို့ကိုတင်တို့စီတို့ငါဇေလွတ်မည် See, I'm sure they didn't want to hear that at that point, that Jesus was going to leave them. နော်အဲ့မှာဖျားယေရှုခရစ်တော်တေချာလေးကိုအဲ့မှာမာချခဲ့တယ်သူတွားတဲ့ခါမှာတန်ရှင်တော်ဝင်တော်ဖျားဇေလွတ်မယ်ဆိုတော့ But notice he said it's going to be better if I go and the Holy Spirit comes. ပြီးအဲ့မှာပုံမှလေးလေးနဲ့ပြောထားခဲ့တာရှိတယ်အဲ့ဒါဘာလဲဆိုတော့ तू တွားရင်လည်းနင်တို့အတွက်ပုံမှအကျိုးရှိမယ်တဲ့ Why is that so? အဲ့ဒါဘာဖြစ်လို့လဲ Think about this. Okay ဒီလိုတွေးကြည့်အောင် The Holy Spirit can have billions of conversations with billions of different people on every different continent at the same time. ဘာဖြစ်လို့လဲဆိုတော့တန်ရှင်တော်ဝိညာဉ်တော်ဖျားတဲ့လူပေါင်းတန်းပေါင်းများစွာပေါ့နော်ဒီကမ္ဘာလုံးထားလိုက်ပါတော့ဒီကမ္ဘာလုံးမှာရှိတဲ့လူတွေကိုတပြိုင်တည်းမှာပဲစကားပြောနိုင်တယ်စကားအများကြီးပြောနိုင်တယ်ယဉ်ကျေးမှုကိုတည်ဆောက်နိုင်လို့ဖြစ်တယ် But Jesus, when he was here, he was one person in one place. He couldn't be everywhere at the same time. He was only at one place. ဘာလို့ဆိုတော့ယေရှုကဒီကမ္ဘာမှာနေတဲ့အခါမှာ तू ကတနေရာမှာပဲ तू ရှိနေနိုင်တယ်ပေါ့နော်နေရာတကာမှာ तू တခါတည်းမသွားနိုင်ဘူးဆိုတော့လူသားဇာတိလေးဖြစ်နေတဲ့အခါမှာ And if you wanted to talk to him in person, တကယ်လို့ခမည်းတော်ကိုလူချင်းတွေ့မှစကားပြောချင်တယ်ဆိုရင် you'd have to get in the back of the line. နော်ပြီးရင်အော်တန်းစီရမှာရှေ့ကြီးပဲ And that line would probably go from Jerusalem to Myitkyina in Myanmar. နော်အခက်မတင်တော့အဲ့ဒီ line ကပေါ့နော်ဟိုးဂျေရုဆလင်ကနေမြစ်ချင်းနာအထိရှေ့သွားနိုင်တယ်ဘာလို့လူတွေအများကြီးရှိလို့ So think about it. နော်စဉ်းစားကြည့်အောင် You have the Holy Spirit living inside of you. နော်တန်ရှင်တော်ဖျားခမည်းအထင်းမှာရှိနေတယ်ကျိန်းဝတ်နေတယ် If you were the Holy Spirit, would you talk to someone who talks back to you, or do you talk to someone who ignores you? နော်တကယ်လို့တန်ရှင်တော်ဖျားတဲ့အထင်းမှာကျိန်းဝတ်နေတယ်ဆိုရင်တကယ်လို့ခမည်းစကားမပြောဘူးဆိုရင် तू ရောပြန်ပြောပြန်ပြီးမှတုံ့ပြန်ပါမလားပေါ့နော် And finally, the third layer.
intimacy with နော် the Holy Spirit. Okay ပြီးရင်နောက်ဆုံးတတိယလေးရနောက်ဆုံးတော့ဖြစ်ချင်းဖြစ်မှာ sorry တတိယလေးရကိုတွားကြည့်အောင် And intimacy is at the deepest level because it goes to the heart. နော် intimacy ဆိုတာတော့ဒါဟိုဒီအနက်ဆိုင်ဆုံးတော့အဆင့်ပေါ့နော်တရားနဲ့တရားယဉ်ကျေးမှုရဲ့အနက်ဆိုင်ဆုံးတော့အဆင့်တစ်ခုကိုဖော်ပြတာဖြစ်တယ် The message translation of that last verse of 2 Corinthians, it says the intimate friendship of the Holy Spirit. နော်အဲ့ဒီစောနာဖတ်တော့တဲ့ second according to order ဆိုဒုတိယဆိုနောက်ဆုံးကျမ်းပိုက်ကအဲ့ဒါကိုဖော်ပြတာဖြစ်တယ်တန်ရှင်တော်ဝင်တော်ဖျားရဲ့မိတ္တဟာယတော့အဲ့မှာသုံးလုံးထားတာတွေ့ရတယ် It's just amazing to me to think that I can have an intimate relationship with the one who hung the stars and named them all. နော်ဘယ်လောက်ထိထူးဆန်းတဲ့အဖြစ်ပြက်လဲဆိုတော့ဒီစัจ java လာကြီးကိုဖန်ဆင်းပြီးမှပေါ့နော်ကြေတွေကိုပေါ့နော်ဒီအပေါ်မှာချိတ်ဆွဲထားတဲ့လူနဲ့ငါစကားပြောခွင့်ရှိတယ်ဘယ်လောက်ထူးခြားတဲ့အဖြစ်ပြက်လဲ And what's even more amazing than that is that he desires to have a relationship with you and me. ပြီးအဲ့တဲ့ထူးဆန်းတဲ့အဖြစ်ပြက်ကဘာလဲဆိုတော့ तू ကငါတို့နဲ့စကားပြောချင်တယ် Do you have any friends that you could call at 2:30 in the morning when you need something and you know they won't be mad at you if you call them and wake them up? နော်ကိုစီမာတငယ်ချင်းရှိပါသလားမနေ့2နာရီခွဲလောက်ဖုန်းဆက်ပြီးမှတခုလိုရင်လည်း2နာရီခွဲလောက်ဖုန်းဆက်မှပြောလို့ရတဲ့တငယ်ချင်းရှိပါသလားစိတ်မဆိုးပဲပေါ့နော် They would be glad to even call them. နော်တကယ်လို့တငယ်ချင်းအဆက်မှန်ဆိုရင်တော့2နာရီခွဲမှခေါ်လာရင်လည်းအော်ပုံမှန်တော့ဝမ်းတာမယ်ဘာဆိုငါ့တငယ်ချင်းတော့ We don't have many friends like that, do we? နော်ဒါမဲ့ဟိုငါတို့စီမှာတော့အဲ့လိုတငယ်ချင်းအများကြီးတော့မရှိဘူးဟုတ်တယ်မလား But we do. ဘာရှိတယ် We have the Holy Spirit. တန်ရှင်တော်ဝိညာဉ်တော်ဖျား When you wake up at 2:30 in the morning, guess what? ငါတို့2နာရီခွဲမှသူ့ကိုနိုးနေတယ် He's there. သူအဲ့မှာရှိနေတယ် Start talking to him. နော်ပြောတာပြောလိုက် No matter where you go in the world, he is there နော်ဘေးကဘာကြီးရဲ့ဘေးနေရာကိုပဲတော်တော်သူကတင်းနဲ့သူရှိနေတယ် because you were there အဲ့ဆိုခင်ဗျာအဲ့မှာရှိနေလို့ and he lives in you. အဲ့ဆိုတော့သူကခင်ဗျားထဲမှာကျင်းဝင်နေတယ် I've even preached in places where Coca-Cola has not gotten to. နော် That's the end of the world. ငါရောက်ခဲ့တဲ့နေရာတချို့ဆိုရင်လည်းကိုကာကိုလာတော့မရောက်ဘူးတဲ့ And the Holy Spirit showed up there နော်တရှင်တော်ဝင်ဖျားကောအဲ့မှာပေါ်ပြတယ် because I was there. အဲ့ဆိုတော့ငါအဲ့မှာရှိနေလို့ Amen. Amen And I one more time want to use my wife as an illustration here. နောက်တစ်ခါတော့ကျွန်တော်အမျိုးသမီးကိုပြန်ပြီးမှဥပမာလေးနဲ့ပြန်သုံးပြချင်ပါတယ် Because what is the most intimate relationship we have on earth? နော်ကဘာပေါ်မှာပေါ့နော်ကျွန်တော်တို့ဒီလိုအရင်းနှီးဆုံးအနည်းဆိုင်ဆုံးတော့ဆက်ဆံမှုမျိုးရင်းနှီးမှုမျိုးပဲမှာရှာတွေ့နိုင်မလဲ It's the relationship we have with our spouse. နော်အဲ့ဒါဘာလဲဆိုတော့ကိုယ့်ရဲ့ခင်ပွန်းနဲ့ဖြစ်တယ် And you know, Lisa can just look at me. နော်ဆီယမကငါ့ကိုကြည့်လိုက်ရုံနဲ့ She doesn't have to say anything. ဘာမှပြောစရာမလို I could write you 2 pages on what that look is all about. သူတစ်ချက်ရှိုးလိုက်ရတယ်ငါနော်အဲ့မှာပြားနေပြီပြောချင်တာပြားသွားပြီပေါ့နော် She can do the same thing with me, but she could just stay in one sentence because I'm not that complex. နော်ပြီးသူကတော့တခါတည်းစကားတစ်ခုနဲ့ဘယ်လိုပြောရမလဲဆိုသူသိရရှုပ်ရှုပ်ထွေးထွေးပြောစရာမလိုဘဲနဲ့ Men are simple, women you're complex. နော်လူတွေက But maybe I should say you're smarter. ယောက်ျားတွေကရိုးအားတယ်ပေါ့နော်မိန်းမတွေကပုံမှန်ထက်မြက်တယ်ပေါ့ When we were first married, နော်ပထမကျွန်တော်တို့ဟိုနှစ်ထပ်ကစားတော့ကတော့ there may have been times when she would look at me and I would think, well, what does that look mean? သူအဲ့လိုရှိုးလိုက်တဲ့အချိန်မှာဘာလဲဘာဖြစ်လဲအဲ့လိုပေါ့နော်အဲ့လိုဖြစ်ခဲ့တဲ့အချိန်ရှိခဲ့တယ်ပေါ့နော်အစားတော့က I don't ask that question anymore. ဒါပေမဲ့ Because I know. အဲ့လိုမဟုတ်တော့ဘူး But the point I'm trying to make ငါပြောချင်တဲ့အချက်ကဘာလဲဆိုတော့ is that there's an intimacy there. We know each other very well. အဓိကပြောချင်တာဘာလဲဆိုတော့ယဉ်ကျေးမှုကြာလာတဲ့အခါမှာတရားနဲ့တရားကနည်းနည်းရှင်းရှင်းနားလေချိတ်ဆက်မိနေတယ် She doesn't have to use words. She can just look at me. နော်စကားတော့ပြောစရာမလိုအချက်တစ်ချက်လေးရှိုးရတယ်ဘာလို့ရမလဲဆိုတာသိနေပြီ You know, there are times when we're sitting next to each other and one of us says something and the other one goes, man, I was thinking the same thing. I'm sorry Okay. There's sometimes we're sitting next to each other and maybe I'll say something and then she'll say, I was thinking of the same thing. တခါကျရင်ပေါ့နော်ဟိုအတူတူထိုင်နေပြီးမှပေါ့နော်ကိုကတခုတွေးမှပြောထွက်လိုက်တဲ့အခါမှာ तू ကလည်းငါလည်းအဲ့လိုပဲတွေးနေတယ်ဆိုမှအဲ့လောက်ထိတောင်မှ तू ညီတဲ့ဟာတွေဖြစ်လာတယ်ပေါ့နော်ကြားတဲ့အခါမှာ And as a husband, I've tried to be a student of my wife. နော်ပြီးရင်ငါတော့ဗာလဲဆိုတော့ချစ်စနီးလေးရဲ့ပေါ့နော်ចောင်းသားလေးဖြစ်ခဲ့တယ်ပေါ့နော်
Because I want to be the best husband I can be to her. ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့ဇနီးတွေကျွန်တော်အကောင်းဆုံးတော့ခင်ပွန်းဖြစ်ချင်တော့ပဲ Because there's nobody else in the world just like her. နော်ဘာဖြစ်လို့တော့ဒီကဘာမှာသူနဲ့တူတဲ့လူမရှိဘူး It's an intentional thing. အဲ့ဒါဘာလဲဆိုတော့ရွေချက်ရှိလုပ်တဲ့အရာဖြစ်တယ်ရွေ We ချက် have to ရှိ be ဖြစ်တယ် we have to be intentional about our relationship with the Holy Spirit. နော်ကျွန်တော်တို့ကဘာလဲဆိုတော့ဒီတန်ရှင်တော်ဝိညာဉ်တော်ဖျားအဖြစ်ကျွန်တော်တို့ကရွေချက်ရှိ It's ရှိတဲ့လူတွေဖြစ်တယ် it's not weird, it's not strange, it's normal for a believer. နော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ယုံကြည်သူတွေကတော့ဒါထူးဆန်းတဲ့အဖြစ်ပြက်လည်းမဟုတ်ဘူးပေါ့နော်ကြောင်းတောင်းအဖြစ်ပြက်လည်းမဟုတ်ဘူးဒါအမှန်တော့ဒါကျွန်တော်တို့ normal ပုံမှန်ဖြစ်ပြတဲ့ပုံမှန်ဆက်သွယ်မှုဖြစ်တယ် Let's wrap this up today. ဒါကိုကျွန်တော်ဟိုနောက်ဆုံးအချင်းချုပ်ချင်ပါတယ် I want to come back to the picture that I started with the lamp. Okay ဒီဟိုအစမှပြောခဲ့တဲ့ဒီမီအိုလေးနဲ့မီအိမ်လေးနဲ့ပြန်မမီအိုတော့ဖြစ်မီအိမ်လေးနဲ့ပြန်မဟိုအဆုံးသတ်ချင်ပါတယ်ပြန်သွားချင်ပါတယ် Remember, the lamp looks good, နော်မီအိမ်လေးကကြည့်လို့ကောင်းနေတယ် but there's no light ဒါမှအလင်းမလင်းဘူး because there's no oil in the lamp, ဘာဖြစ်လို့လဲဆိုတော့စီမရှိတော့အထင်းမှာ and it could not shine. အဲဆိုတော့အဲ့ဒါဆိုတော့အလင်းမလင်းနိုင်တော့ဘူးမထွန်းနိုင်တော့ဘူး Some of us here today are kind of like that lamp. နော်ဒီနေ့ကျွန်တော်ရဲ့ယုံကြည်သူတွေကြားမှာလည်းဒါမျိုးဖြစ်ပျက်တယ်အများရှိနေတယ် We love God. ငါတို့ဖျားသခင်ကိုချစ်တယ် That's not the question. ဒါတော့မေးခွန်းတော့ထုတ်ဆရာမလို့ You know the word, ခင်ဗျားနှုတ်ကပတ်တော်ကိုသိရယ် but you feel like you're empty on the inside. ဒါပေမဲ့ခင်ဗျားထဲမှာအမြဲတမ်းခန်းချောက်နေတယ်ပေါ့နော်ဟိုဟာနေတယ် You're dry and you need to be reacquainted with the Holy Spirit. နော်ခင်ဗျားနှလုံးသားထဲမှာအဲ့လိုဟာနေတယ်ခန်းချောက်နေတယ်ဆိုရင်တန်ရှင်တော်ဝိညာဉ်တော်ဖျားနေပြန်ပြီးမှချိတ်ဆက်ဖို့လိုတယ် In Acts chapter 4, it tells us about a scene that happened there. နော်ဒီတမန်တော်လေးထဲမှာဒီလိုပုံစံသူပြောပြထားတာရှိတယ် And it says the Holy Spirit filled the room and it shook like an earthquake, and everybody was filled with the Holy Spirit again. နော်တန်ရှင်တော်ဝိညာဉ်တော်ဖျားဆင်းကြွလာတဲ့အခါမှာမြင်ကလေးလှုပ်တော့လို့အရန်လှုပ်ခါပြီးမှတန်ရှင်တော်ဝိညာဉ်တော်ဖျားနဲ့ပြန်ပြီးမှဖြည့်ချင်းကိုခံရတယ်ဆိုတဲ့အကြောင်းအရာဖော်ပြထားတာဖြစ်တယ် Those were all believers in that room. အဲ့မှာတန်ရှင်ယုံကြည်တွေရှိနေတယ် There were apostles in that room. ပြီးရင်ဟိုဒီတမန်တော်တွေလည်းရှိနေတယ် And it says that they were filled with the Holy Spirit again. နော်အဲ့မှာယုံကြည်သူတွေရောတမန်တော်တွေရောတန်ရှင်တော်ဝိညာဉ်တော်ဖျားနဲ့ပြန်လည်ပြီးမှဖြည့်ချင်းခံရတယ်လို့အဲ့မှာဖော်ပြထားတယ် That means that we're not meant to live on yesterday's oil. ဆိုတော့အဲ့တော့ကြည့်ချင်းအဖြစ်ဘာတင်ရလဲဆိုတော့မနေ့ကဖြည့်ထားတဲ့စီနဲ့ဒီနေ့ဆက်ပြီးမှဆက်သွားဖို့မဟုတ်ဘူးဆိုတာ We need to be filled and refilled again and again. အဲ့ဒါဘာကိုပြောချင်လဲဆိုတော့ကျွန်တော်တို့ကတန်ရှင်တော်ဝိညာဉ်တော်ဖျားနဲ့အချင်းဖြည့်မယ်ပြန်ဖြည့်မယ်ပြန်ဖြည့်မယ်ပေါ့နော် I want to make the coffee cup challenge to you. နော်ဒီ coffee cup နဲ့ပြန်မှနိုင်ရှင်ပြချင်တယ် Let Jesus come and let him just pour the Holy Spirit, pour more fire, more presence of the Holy Spirit, refill you again, and keep refilling you over and over again. နော်အဲ့ဒီ coffee စားတော့ဆိုင် coffee ခွက်လို့ပဲကုန်ခါနေကြရင်အဲ့ဒီယေရှုဆိုတဲ့လူကပြန်ပြီးမှလာဖြည့်ပေးတဲ့ပုံစံမျိုးနဲ့ကျွန်တော်အသက်ရှင်ရအောင် Do you need your cup filled again? နော်ဒီနေ့ခင်ဗျားရဲ့ဒီခွက်ကိုပြန်ဖြည့်ဖို့လိုအပ်တယ် Do you need to be refilled with the Holy Spirit? အမို့လေခင်ဗျားအဲ့ဒီခွက်ကိုဖြည့်ဖို့လိုအပ်တယ်လို့ခင်ဗျားထင်နေပါလားခံစားနေရပါလားဒီနေ့ If you do, I want you to stand up right where you အဲ့ are. လိုခံစားနေဆိုခဏလေးမတ်တရရအောင် Because I believe the Holy Spirit is here. တန်ရှင်တော်ဝင်ဖြတ်ဒီမှာရှိနေဆိုတာငါယုံကြည်တယ် I believe that Jesus is here because his name has been uplifted. ဘာဖြစ်လို့ယေရှုခရစ်တော်လည်းဒီမှာရှိနေတယ်ဘာဖြစ်လို့သူ့ကိုကျွန်တော်တို့ဂုဏ်ပြုတဲ့နေရာဖြစ်လို့ And here's something that I've learned since many years of being in ministry. ဒီတာရနာထဲမှာနှစ်ပေါင်းများစွာမှုတော်ဆောင်လာတဲ့အခါမှာတင်ကြားတဲ့အရာတစ်ခုရှိခဲ့တယ် When you preach the word of God about a particular matter, နော်တန်ရှင်တော်ဝင်ဒီ sorry နှုတ်ကပတ်တော်ဟောကြားတဲ့အခါမှာ the power of God to meet that need that you preached about is in that word. ဘာဖြစ်လို့အဲ့ဒီမှာတန်ရှင်တော်ဝင်တော်ဖျားအဲ့ဒီမှာကိုပြောလိုက်တဲ့အရာကိုပြည့်စုံဖွင့်တဲ့သူအလုပ်လုပ်တယ် And when you open up and receive it by faith, နော်အဲ့ဒီဟာကိုကျွန်တော်တို့ကစိတ်နှလုံးသားတကားဖွင့်ပြီးမှလက်ခံတဲ့အခါမှာ the word of God, the power in that word is released and you get the answers. အဲ့ဒါဘာနဲ့တူလဲဆိုတော့
ဒီကနေလွတ်လိုက်တဲ့တကူခမည်းကလက်ခံရရှိတာနဲ့အတူတူပဲ When healing is preached, you see all kinds of healings manifest. နော်ဒီကျမ်းမာခြင်းနဲ့ပတ်သက်ပြီးမှဟောပြောတဲ့အခါမှာပေါ့နော်ကျမ်းမာခြင်းရရှိတဲ့လူတွေအများကြီးတွေ့ရတယ် When you preach on what we preached on today, on the Holy Spirit, we'll see the power of God move in your life. တန်ရှင်တော်ဝိညာဉ်တော်အကြောင်းကိုပြောတဲ့အခါမှာတန်ရှင်တော်ဝိညာဉ်ဖျားနဲ့ပတ်သက်ပြီးမှကျွန်တော်တို့အတ္တတာထဲမှာကောင်းကြီးခံစားရမှာဖြစ်တယ် I've done my part. နော်ငါရဲ့အပိုင်းတော့ငါပြီးသွားပြီ I've spoken the word of God. နော်ငါနှုတ်ကပတ်တော်ဈေးလွတ်လိုက်ပြီ And the word of God is sharper than any double-edged sword. နော်နှုတ်ကပတ်တော်ဒီနှစ်ဖက်ဟိုချွန်းတဲ့ဓာတ်နဲ့တူတယ် It's living and active. နော်အဲ့ဒါကဘာလဲဆိုအသက်ရှင်နေတယ် It's supernatural. နော်တဘာဝလုံးဖြစ်ရဖြစ်တယ် It's not natural, it's above natural. တဘာဝရဲ့အထက်မှာရှိတဲ့အရာဖြစ်တယ် And it can change your life. အဲ့ဒါခမည်းတက်တော်ပြောင်းလဲစေမှာဖြစ်တယ် And I believe today the Holy Spirit wants to change your life forever. ယနေ့ခမည်းရဲ့အသက်တော်တန်ရှင်တော်ဝိညာဉ်ဖျားကပြောင်းလဲစေခြင်းတယ် And as I pray over you, I believe not only are you going to get filled and refilled with the Holy Spirit, နော်တန်ရှင်တော်ဝိညာဉ်ဖျားကိုကျွန်တော်ပြန်မှဖြစ်ရအောင် God's going to begin to give you some visions and dreams for your life. အဲ့ဒါခမည်းဖြည့်တဲ့အခါမှာတန်ရှင်တော်ဝိညာဉ်ဖျားရဲ့တကောအပြည့်ခမည်းရဲ့ဘဝအသက်တာမှာစဉ်းစားထားတဲ့အရာတွေကိုတန်ရှင်တော်ဝိညာဉ်ဖျားကူမပေးမှာဖြစ်တယ် I believe Jesus is going to speak to some of the young people here for the call of God on your life. နော်ဒီမှာရှိတဲ့လူငယ်တွေကိုဖျားသခင်ကစကားပြောတယ်သူတို့ကိုခေါ်ချင်တယ် And some of you are going to get baptized in the Holy Spirit for the first time and you're going to begin to speak in tongues. နော်ဒီမှာတန်ရှင်တော်ဝိညာဉ်ဖျားရဲ့ဗိတ်ချင်းခံရပြီးမှအာတထံစပြောမဲ့လူတွေရှိတယ် Don't be afraid of him. နော်မကြောက်ပါနဲ့ He's your friend. ခမည်းရဲ့မိတ်ဆွေဖြစ်တယ် Jesus sent him here to help you. ယေရှုခရစ်တော်ကျွန်တော်တို့ကူမဖွင့်အတွက် He is the helper. ကျွန်တော်တို့ကူမဖွင့်ဈေးလွတ်ထားတဲ့လူဖြစ်တယ် So what I want you to do right now where you're standing, နော်ခမည်းတို့ဒီလိုမတ်တရတဲ့အချိန်မှာကျွန်တော်တခုလောက်ခိုင်း you may have never done this before. ခမည်းအရင်တော့မလုပ်ဘူး This is a good time to start. နော် You may have never done this before. This will be a good time to start. အရင်တော့မလုပ်ဘူးနဲ့အခုစလို့ရအောင် I want you to lift both of your hands up over your head. နော်ခမည်းရဲ့လက်တွေကိုဒီလိုမြောက်ထားရအောင်နှစ်ခုစလုံး That's a sign of surrender. အဲ့ဒါဘာလဲဆိုတော့ခမည်းရဲ့ဒီဆွန့်လွတ်ခြင်းရဲ့လက္ခဏာဖြစ်တယ် If you're able to do it physically and you want to be filled with the Holy Spirit and refilled with the Holy Spirit, lift your hands up to the Lord. နော်ဖျားခင်ရဲ့တန်ရှင်တော်ဝိညာဉ်တော်နဲ့ဖြည့်ခြင်းနဲ့ပြေဝစေခြင်းနဲ့ပြမဖာမြန်လေးမှဖြည့်ခြင်းနဲ့ဆိုရင်ကျွန်တော်လက်တွေမြောက်ထားရအောင် The Holy Spirit doesn't focus on himself. He always focuses on Jesus. နော်တန်ရှင်တော်ဝိညာဉ်တော်ဖျားကအမြဲတမ်းယေရှုခရစ်တော်ကိုအာရုံပြုခိုင်းစေခြင်းနဲ့ And Jesus is the baptizer of the Holy Spirit and fire. ယေရှုခရစ်တော်ကလည်းဒီတန်ရှင်တော်ဝိညာဉ်တော်ဖျားနဲ့တူနှိမ့်ချင်းခံခဲ့တယ် So turn your mind toward Jesus. နော်ယေရှုခရစ်တော်ကျွန်တော်အာရုံတွေယေရှုခရစ်တော်မှာထားရအောင် So Jesus, we pray right now. ယေရှုခရစ်တော်ကျွန်တော်ခုဆုတောင်းပါတယ် I pray that you will fill each one of us in this room ဒီမှာရှိတဲ့သူရောက်စတဲ့တန်ရှင်တော်ဝိညာဉ်ဖျားနဲ့ပြေဝမကြောက်ဆုတောင်းတယ် with the Holy Spirit and with fire. တန်ရှင်တော်ဝိညာဉ်တော်ဖျားရဲ့တကောအဖြစ် Let this place shake like he did in Acts 4:31. ဒီနေရာမှာလှုပ်ရှားပါစေတမန်တော်မှာပြောခဲ့တဲ့ကတော့ယနေ့လှုပ်ရှားပါစေ Let us be filled and let the power of God flow through every one of us. အရောက်စတဲ့တာမှာတန်ရှင်တော်ဝိညာဉ်တကောနဲ့ဆင်းကြွားလဲယနေ့တောက်လောင်ပါစေ We thank you for that, Lord. ယေရှုခရစ်တော်ဖျားဤရအတွက်ကျေးဇူးတင်တယ် We give you all the glory and the praise. တန်ရှင်တော်ဝိညာဉ်ယေရှုခရစ်တော်ဖျားပဲယနေ့ဂုဏ်ပြုချင် Just begin to sing praise or speak praises to the Lord. Just begin to thank him. Let it come out of your mouth. Let the person next to you even be able to hear it. နော်ဖျားရဲ့ပါဇက်ထဲနဲ့စပြီးပြောထုတ်ရအောင်ယေရှုခရစ်တော်ကျေးဇူးတင်တဲ့အ We ကြောင်း praise you, Jesus. We Oh, worship you, Lord. We pray that you will fill us and refill us and fill us and refill us. အော်ယေရှုခရစ်တော်ဖျားချီးမြှောက်ပါတယ်ကျွန်တော်ရဲ့တက်တာကိုပြန်လည်ပြီးမှဖြည့်ပေးပါတန်ရှင်တော်ဖျားနဲ့ဖြည့်ပေးပါလို့ကျွန်တော်တို့ဆုတောင်းရအောင် Fill our cups up, pressed down, shaken together, and run it over, God. နော်တန်ရှင်တော်ဝိညာဉ်ဖျားရဲ့တကောနဲ့ဖြည့်မှကျွန်တော်ရဲ့နှလုံးသားထဲမှာဒီခွက်ကဖြည့်ရှာဖို့ We praise you for that, Lord. ယေရှုနာမနဲ့ဆုတောင်းတယ် Then it said they went out and preached the gospel everywhere. အဲ့ဒါခံရပြီးမှသူတို့ကထွက်သွားပြီးမှသူတို့အင်္ဂလိပ် We thank you for that, Lord. ဒီရအတွက်ကျေးဇူးတင်တယ် We praise you, Jesus. Hallelujah. Praise the name of Jesus. Let the fire of God come inside of us. Lord, I pray that there will be a time when people will be driving past this building
and they will think it's on fire. They will literally see the fire of the Holy Spirit on this building, and they will come running in the building and get filled with the Spirit themselves the moment they enter into the sanctuary. That this be a time when every single person in this room will be completely healed in the name of Jesus. Not one person will leave this place sick, but every single person will be healed. Lord, I'm believing that time is coming. It's coming sooner than we think. We will see a display and an outpouring of the Holy Spirit in Myanmar Christian Assembly like never been seen before in this place. And it will go from here and it will spread to other Burmese congregations. It will spread to English-speaking congregations. It will spread out far and wide all over this land. We thank you for that, God. Let it happen. Let it happen. Let it happen. And pastors, this building is not big enough to contain the crowd that God is going to eventually begin to bring into this place. You're going to see an expansion. And there's a time where it's like the tent curtains are being thrown wide open. The stakes are being strengthened. They've been driven into the ground. It's being opened up wide because God is increasing your sphere of influence. He's increasing the anointing that He's put on you. And God is going to confirm this on this trip that you're getting ready to take to Southeast Asia. You're going to see the greatest display of God's power, and the voice of the Holy Spirit is going to speak so much clearer. And there's a prophet who's going to proclaim the truth to you and give you even more clarity than what I'm speaking today. You will see the confirmation of what you have dreamed and believed for. God is going to do this as you go forth, and we thank you for that, Lord. I pray for your protection around them. I pray your anointing around them in Jesus' name. Lord, I pray for a revival to break out in the youth group here at this church. That these young people will come on fire and they will start bringing their friends. They won't even be Kachens. They will be people from all different races and backgrounds will come and be a part of what God is doing in this place. You're going to raise up some mighty warriors for Jesus from this youth group that are going to go forth and impact their generation in a significant way. We thank you for that, Lord. We give you all the glory, all the praise. Just begin to praise the Lord. Just begin to give Him glory. Begin to lift up your praises to Jesus. Just thank Him. Just thank Him. Lord, you're moving. ယေရှုတင်ရအောင်ယေရှုခရစ်တော်စတင်မှာယေရှုတင်ရအောင်စတင်မှာချီးမြှောက်ရအောင်ဒီအခန်းဟာသေသွားမှာဖြစ်တယ်လူတွေအများကြီးပြည့်ရှံသွားတဲ့အခါမှာငါတို့ Gloria a Dios. Praise the name of the Lord. ဖျားတခင်က Thank you, Jesus. Thank you, လူပေါင်း Jesus. များစွာဒီနေရာကိုပို့ဆောင်မှာဖြစ်တယ်ဒီအခန်းကလူတွေပြည့်ရှံပြီးမှ Thank you, Lord. မဆန်တဲ့အထိဖြစ်သွားမှာဖြစ်တယ် Thank you, Jesus. ဆရာနဲ့ဆရာမရဲ့ဒီအခုမြန်မာပြည်မှာပြန်မဲ့ခီးစဉ်ဒီအာရှကိုပြန်မဲ့ခီးစဉ်မှာဘုရားသခင်ကစကားပြောမှာဖြစ်တယ် confirmation ပေးမှာဖြစ်တယ်ဆရာနဲ့ဆရာမရဲ့ဒီဗိတ်ချင်းဟာစီးစင်းမှာဖြစ်တယ်ဗိတ်ချင်းဟာလည်းတိုးတက်ပြီးမှဗိတ်ချင်းဟာလည်းဒီအရာမှာဒီအတင်းတော်ထဲမှာစီးစင်းမှာဖြစ်တယ်ဒီနားကနေဖြစ်သွားတဲ့လူတွေဟာဒီမှာတောက်လောင်နေတဲ့အရာတွေကိုကြည့်ပြီးမှသူတို့ကဒီထဲကိုဝင်လာရမှာဖြစ်တယ်ဒီထဲမှာဝင်လာတဲ့အခါမှာသူတို့ကအလကားဝင်လာခြင်းမဟုတ်ဘဲနဲ့ကျမ်းမာခြင်းတွေနမိတ်လက္ခဏာတွေမြင်တွေ့ရမှာဖြစ်တယ်လူငယ်တွေကိုလည်းဘုရားသခင်ကစကားပြောမှာဖြစ်တယ်လူငယ်တွေကိုလည်းဘုရားသခင်ကတောက်လောင်စေမှာဖြစ်တယ်လူငယ်တွေဟာသူတို့ရဲ့တငယ်ချင်းမြောက်များစွာဒီအတင်းတော်ထဲမှာခေါ်လာမှာဖြစ်တယ်ယေရှုရဲ့စကားတော်ဖြစ်တယ်အားလုံးပေါ်မှာဘုရားသခင်ကောင်းချီးပေးပါစေ I want to do one more thing here. I would like for, if the teenagers are willing to do this, I'd like for you guys to come up front and line up in the front here because I believe God is doing special to you guys today. Thank you. လူငယ်တွေထွက်လာပါရှေ့ကိုထွက်လာပါအားလုံးလူငယ်ရှေ့မှာတောင်းမတန်းစီပါ Thank you. ဒီရှေ့ကိုလာခဲ့ပါလူငယ်တွေအနေလဲပါမယ်လူငယ်ဆိုတော့လာပါ I want to pray for လူငယ် you. တွေအားလုံး Thank you. All right. Thank you, Jesus. အရှာယာဇန် Spread all out. the youth Spread out a little bit more if you can. everybody please. who Thank you. understand what I'm saying come Teenagers. just on Hallelujah. Down this way. Wow. This is amazing. Hallelujah. Thank you, Jesus. Teenagers. Teenagers. above 10 or teenagers You know, basically what? 13 to 20, 13 to 19. Hallelujah. That age group. Wow.
I'm just going. I'm going to pray over each. All of you guys speak English down here, don't you? Okay. All right. I'm just going to pray quickly over each of you, but I want you, what it is you're believing for, I believe some of you are going to get baptized in the Holy Spirit and begin to speak in tongues. Just let it flow. Those that haven't been. I believe that God's going to speak to you. I'm going to say some things to you, but I believe the Holy Spirit's going to speak some things deep inside of you. And I want to encourage you to write it down. Put it in the notes in your phone or write it down in a notebook or something and date it for today, because I believe this is something that God is speaking to each of you personally. Amen. All right, let's pray. Church, join us in prayer. Pray for the young people. Worship God, and God's going to move in Jesus' name. Amen.